အမေပြောသောမေတ္တာပုံပြင်တရားတော်ပရိသတ်ကြီးဗာတရားတဲ့လေဘသူကပြောတာတဲ့လေအမေကပြောတာဟာပရိသတ်ကြီးနှလုံးသားနဲ့ရင်းပြီးတော့ပြောတဲ့စကားဘာနဲ့ရင်းပြီးပြောတာလဲသားတွေကိုချစ်တဲ့နေရာသမီးတွေကိုချစ်တဲ့နေရာကိုယ့်ရဲ့ရင်သွေးလေးကိုချစ်တဲ့နေရာမှာအိုးအသက်ပင်ပရာဏမထခင်မိတဲ့ဥပမာနဲ့တိုင်းတာပြရရင်အမေများဟာဖျောင်းနိုင်လူသားတစ်မျိုးပါပဲဘာလူသားတဲ့လေဖျောင်းနိုင်လေးကိုကြည့်ကြည့်လိုက်သူ့ရဲ့လက်တကံစွမ်းအားရှိသလောက်သူ့ရဲ့ပတ်ဝန်းကျင်သူ့ရဲ့အနီးနားကိုအလင်းရောင်နေပေးခဲ့တယ်သူပေးတဲ့အလင်းရောင်နေနဲ့လင်းလက်တောက်ပပြီးတော့အကျိုးများပါစေနှွေးထွေးပါစေဆိုတဲ့အဲ့ဒီလိုအနေထားမျိုးနဲ့ဖျောင်းနိုင်လေးဟာသူ့ရဲ့ပတ်ဝန်းကျင်လက်တကန်းကိုအလင်းရောင်နေတောက်ပအောင်နောက်ဆုံးချိန်ထိသူပေးသွားတာပါဒါပေမဲ့လွယ်လွယ်နဲ့ပေးခဲ့တာမဟုတ်ပါဘူးအားလုံးပရိသတ်မြင်အောင်ကြည့်လိုက်စမ်းပါဖျောင်းနိုင်လေးအလင်းရောင်ပေးရတယ်ဆိုတာဟာမိစားတွေလောင်ကျွမ်းခံရဖျောင်းသားတွေအရေးပျော်သွားသည်ထိပေးဆက်လိုက်ရတယ်နောက်ဆုံးစီခမ်းမိစားတွေလည်းကျွမ်းလို့ဘဝကြီးတစ်ခုလုံးဆုံးရှုံးပြီးသက်တမ်းတွေလည်းကုန်အရွယ်တွေလည်းကုန်လို့ဘဝကြီးတစ်ခုလုံးအဆုံးသတ်သည်ထိအလင်းရောင်ပေးသွားတာပါဒါကြောင့်အလုံးပရိသတ်ကြီးအကိုလေးထက်ပါအတန်ပြောင်းသွားမိဘတိုင်းဟာသာသမီတိုင်းရဲ့အပေါ်မှာချစ်တတ်မြတ်နိုးတတ်တဲ့စိတ်ကျင်နာတတ်တဲ့စိတ်မိဘမေတ္တာအကျဉ်းနာပုံရိပ်တွေဟာလေဖျောင်းနိုင်လူသားလိုပါပဲသားအတွက်သမီးအတွက်ပူဆွေးသောကတွေရောက်လို့လောင်ကျွမ်းခံလို့ဖျောင်းသားတွေအရေးပျော်သွားတယ်လို့ကျမ်းမာရေးတွေအရေးပျော်သွားသည်ထိအရွယ်ကုန်သည့်တိုင်အောင်ကျမ်းမာရေးကိုပါဗราဏမထဒီကနေ့အမေတွေကိုမေးကြည့်လိုက်စမ်းပါသားသမီးအတွက်ရှင်သန်နေတော့မှာပဲဗျမှန်ကြရဲ့လားဒါကြောင့်မလို့ပြဆိုလာပြီအမေများနေရဲ့ဆိုပြီးတော့ပညာရှင်များကနေပြီးဒီကနေ့ကိုထူးမြတ်တဲ့နေကောင်းရက်မြတ်တစ်ခုအနေနဲ့သတ်မှတ်ပြီးပြဆိုလာပြီအမေများနေပြိတ္တရေပါတယ်လေပြဆိုလာပြီနေ့ဟာ12လရာသီထဲမှာအေးချမ်းဆုံးပါပဲဒါကြောင့်အမေရဲ့မေတ္တာရင်ခွင်အမေရဲ့အိမ်ဟာလည်းပဲငြိမ်းချမ်းတဲ့အမေအိမ်ပါပဲအမေအိမ်တော့ငြိမ်းချမ်းတာအန္တရာယ်ကင်းခဲ့တာမရှိပါဘူးဗျာမှန်ကြရဲ့လားတို့များရဲ့ငယ်ဘဝပြန်ကြည့်ရင်အမေအိမ်မှာနေခဲ့ရပါတယ်အမေအိမ်တော့ငြိမ်းချမ်းတာမရှိခဲ့ပါဘူးအန္တရာယ်ကင်းခဲ့ပါတယ်လုံခြုံခဲ့ပါတယ်အမေအိမ်ဟာအလွန်ဆင်းရဲလို့တဲလေးတစ်လုံးမိုးမလုံတဲ့အိမ်ပဲဖြစ်ပါစေသားသမီးမိုးမဆူခဲ့ပါဘူးဗျာမှန်ကြရဲ့လားယခုလိုသိချမ်းပါတယ်ဆိုတဲ့ယာဒီမှာလည်းပဲခြုံစရာစောင်းမရှိရင်တောင်မှပစိုးစုပ်ကလေးတပတ်စုပ်ကလေးနဲ့သားသမီးကိုရင်ခွင်မှာပိုက်လို့နှွေးနှွေးထွေးထွေးနဲ့ခြေတော်ကလေးဆုပ်ကြည့်လိုက်လက်ကလေးဆုပ်ကြည့်လိုက်နဖူးလေးစမ်းကြည့်လိုက်နဲ့တยุတရသားလေးကိုကြည့်လို့သမီးလေးကိုကြည့်လို့ကိုရင်သွေးလေးကိုကြည့်ပြီးချစ်လို့မဝနမ်းလို့မဝနဲ့ပူငံစက်ခါရှောင်ရှားလို့ဒုက္ခတွေကိုမျှဝေယူခဲ့တာဟာကျေးဇူးရှင်အမေပါပဲဗျာမှန်ကြရဲ့လားဒါကြောင့်မလို့အမေရဲ့ဂုဏ်ကျေးဇူးတွေကိုဖော်ပြလို့ဒီကနေ့အားလုံးပရိသတ်အတွေ့အမေပြောသောမေတ္တာပုံပြင်ဆိုတဲ့တရားဓမ္မဖြင့်ကျေးဇူးရှင်အမေများကိုပူဇော်ကြောပန်းဆင်ကြရအောင်ဒါကြောင့်ရှေးဥစွာလိုက်ဆိုစမ်းပါဗုဒ္ဓဂုဏ်တော်မင်္ဂမြောပူဇော်ပါ၏အရှင်ဖေယကဲတညီတဲ့ဆိုရအောင်ဗုဒ္ဓဂုဏ်တော်မင်္ဂမြောပ
ဤအရှင်ဘုရားဓမ္မဂုဏတော်မင်္ဂမြောပူဇော်ပါဤအရှင်ဘုရားသံဃာဂုဏတော်မင်္ဂမြောပူဇော်ပါဤအရှင်ဘုရားမိဘဂုဏတော်မင်္ဂမြောပူဇော်ပါဤအရှင်ဘုရားဆရာဂုဏတော်မင်္ဂမြောပူဇော်ပါဤအရှင်ဘုရားသာဓုသာဓုသာဓုအလုံးသောတရားချစ်ခင်သူတော်စင်ပေါင်းတို့ယခုအချိန်မှစတင်၍မိမိတို့လိုလားမြတ်တာသောဣရိယာပုတ်ဖြင့်ဘုရားရှင်တော်မြတ်ဗျာဤတရားဓမ္မများကိုယိုသေးသောကာရဝတရားရှိထားတို့မှတ်သားစွာနာကြားနိုင်ကြပါပြီဒီကနေ့ဆင်ရင်ခြင်းပါတဲ့ဓမ္မသဘင်မှာတရားကိုချစ်ခင်တရားကိုမြတ်နိုးတရားကိုစင်သဖြင့်အားကိုးပြီးတရားနှင့်မွေ့လျော်တရားနဲ့ပျော်ကြတဲ့သူတော်စင်သူတော်ကောင်းအပေါင်းတို့အတွေ့ဟောနာကြည်ညိုကြဖို့တရားကောင်းစဉ်လေးပေးလိုက်တာကအမေပြောသောမေတ္တာပုံပြင်တရားတော်ပရိသတ်၏ဗာတရားတဲ့လေအမေရဲ့အကျဉ်းသာမေတ္တာတရားတွေကိုအမေကနှလုံးသားနဲ့သားသမီးကိုသိအောင်ပြောပြသွားတာပါဒါဝဒီကနေ့သားတို့သမီးတို့ကသိဖို့နားလည်ဖို့အရေးကြီးပါတယ်မိဘကိုချစ်တတ်မှမျက်နှိုးတတ်မှတန်ဖိုးထားတတ်မှတို့ဘိုးဘွားမိဘအမွေအနှစ်ဖြစ်တဲ့ဘာသာယဉ်ကျေးမှုမြမရိုးရာယဉ်ကျေးမှုဝတ်စားဆင်ရင်မှုစာပေဘာသာယဉ်ကျေးမှုအမွေအနှစ်တွေအားလုံးကိုလည်းပဲမျက်နှိုးတတ်ကြမယ်တန်ဖိုးထားတတ်ကြမယ်ပေါ့ဒီကနေ့မိဘဘိုးဘွားထားခဲ့တဲ့အမွေအနှစ်တွေဟာတို့သားတို့သမီးတို့ရဲ့ပခုံးပေါ်ကိုကြားရောက်လာပြီအဲ့ဒါဟာအမေအဖေပေးခဲ့တဲ့အမွေလို့မှတ်ပါမိဘပေးတဲ့အမွေပရိသတ်ရဲ့ဘယ်သူပေးတဲ့အမွေလဲဘုရားတရားတန်ခါယရဏသုံးပါးကိုကိုင်းဆိုင်တဲ့သားလေးသမီးလေးဖြစ်လာပါစေလို့အမေမျှော်လင့်ခဲ့တာပါဒါကြောင့်ဒီကနေ့သားတို့သမီးတို့ယရဏသုံးပါးကိုင်းဆိုင်လို့တရဏဂုံသီလတွေစောင့်တည်လို့မိဘဆရာယူသေးတဲ့သားသမီးအဖြစ်နဲ့အမေမျှော်လင့်ခဲ့တာပါဒါကြောင့်ဒီကနေ့တရဏဂုံစောင့်တည်လို့မိဘဆရာသမားယူသေးလို့ဘာသာယဉ်ကျေးမှုဝတ်စားဆင်ရင်မှုမှအစမြမရိုးရာစာပေယဉ်ကျေးမှုအထွေတွေအားလုံးကြောင်းကံဖရာစေတီများဒါတွေအကုန်လုံးကိုဒီကနေ့တို့ဘိုးဘွားမိဘတွေကတို့ရဲ့လက်ထဲကိုအနှင်းခဲ့ပြီအရွယ်ရောက်ကြပါပြီအသိတရားတွေရှိကြပါပြီဒါဆိုရင်အမေကျင့်တဲ့သားသမီးဖြစ်ဖို့ရန်အတွက်ဒီကနေ့သားတို့သမီးတို့မှာတာဝန်ရှိပါတယ်မရှိဘူးလားအမေမျောလင်းခဲ့တာသားလိမ္မာလေးဘဝကိုမျောလင်းခဲ့တာနော်အဲ့တော့သားတို့ကပြိဿရေလူမိုင်ကြီးလူရန်ကားကြီးဖြစ်မသွားပါစေနဲ့အမေမျောလင်းခဲ့တာသမီးလိမ္မာလေးဘဝကိုမျောလင်းခဲ့တာပါဟဲ့သမီးမိုက်ဆိုတာမျိုးမဖြစ်ပါစေနဲ့သားသမီးတိုင်းမှာမိဘအပေါ်တန်ဖိုးထားတတ်ဖို့မလိုအပ်ဘူးလားမိဘမျက်နှိုးသလိုကိုကမျက်နှိုးတိုက်တဲ့သားသမီးဖြစ်အောင်လိမ္မာရင်ကျေးဖို့ပြိဿကြီးမလိုအပ်ဘူးလားဒါမှသာလည်းကိုယ့်ရဲ့အမေကကိုယ့်ရဲ့အဖေကကျေနပ်မှာပါသားလေးတွေကိုကြည့်လို့သမီးလေးတွေကိုကြည့်လို့သူတို့မျောလင်းတဲ့သားသမီးလေးတွေကြီးလာပါပြီကြီးပွားလာကြပါပြီကြီးတွားလာကြပါပြီအရွယ်ရောက်လာကြပါပြီအသိဉာဏ်တွေရှိကြပြီတို့မွေးလိုက်တဲ့သားလေးတွေသမီးလေးတွေဟာတိုင်းပြည်အတွက်ယရနာလေးတွေမိသားစုအတွက်ယရနာလေးတွေကိုမြို့ကိုရွာကိုရရွာကိုဘာသာသာသနာအတွက်အာကိုရတဲ့အာလုံးတို့အတွက်ယရနာထိုက်တဲ့သားအာလုံးတို့အတွက်ယရနာထိုက်တဲ့သမီးလေးတွေဖြစ်လာပါစေအဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့သားလေးတွေသမီးလေးတွေကိုမွေးဖွားပေးခဲ့တာပါမှန်ကြရဲ့လားဒါကြောင့်မလို့ရည်ရွယ်ချက်ကြီးမားစွာနဲ့ရှင်သန်နေရတဲ့အမေတို့အဖေတို့ရဲ့ဘဝအမေတို့အဖေတို့ရဲ့နှလုံးသားကိုကြည်ကြည်နက်နက်ကြီးအမေဆန္ဒအဖေဆန္ဒပြန်လဲဖြည့်ပေးနိုင်တာဟာသားသမီးပဲရှိတယ်နော်ဒီစကားပြန်နာထောင်စမ်းပါ
အမေကိုပြိတ္တရဲ့စိတ်နေရွှေတွေတီးနေအောင်ဆင်ထားလို့အမေဆန္ဒမပြည့်နိုင်ဘူးနော်သားလိမ္မာလေးဘဝနဲ့ဖြည့်လိုက်စမ်းမှာအမေဆန္ဒမပြည့်ဘူးလားသမီးလိမ္မာလေးဘဝနဲ့အမေကျင့်တတ်အောင်နေပြလိုက်စမ်းမှာအမေရဲ့ဆန္ဒမပြည့်ဘူးလားအမေလိုချင်တာစိတ်နေလို့မဟုတ်ဘူးရွှေတွေလည်းမဟုတ်ဘူးတိုက်တွေကားတွေလည်းမဟုတ်ဘူးအဆောင်ရောင်တွေဂုံတနတွေဘာတခုမှပြိတ္တကြီးအမေမမျော်လင့်ပါဘူးအမေမျော်လင့်တာကသာသမီရဲ့အကျဉ်းနာမေတ္တာတရားကိုမျော်လင့်တာအမေမျော်လင့်တာပါတယ်လေသာသမီရဲ့အကျဉ်းနာမေတ္တာတရားကိုမျော်လင့်တာအဲ့တော့အမေဆန္ဒလေးပြည့်ဝဖို့အဖေရဲ့ဆန္ဒလေးပြည့်ဝဖို့ရန်အတွက်ဒီသားဒီသမီးကမှအကျဉ်းနာမေတ္တာပုံရိပ်ကလေးတွေပြန်မပေးရင်ကဲပရိသတ်ကြီးတခြားသူကပေးပါမလားပေးလို့ရောအမေဆန္ဒပြည့်ပါမလားအမေလိုချင်တာတခြားသူရဲ့အကျဉ်းနာမေတ္တာမဟုတ်ဘူးကိုယ့်ရဲ့ရင်သွေးလေးတွေရဲ့အကျဉ်းနာမေတ္တာအတိတရားလေးတွေနဲ့လိမ္မာရင်ကျေးမှုလေးတွေကိုလိုချင်တာအဲ့ဒီအတွက်သားတို့သမီးတို့အမေရှိစဉ်မှာအမေကိုတန်ဖိုးထားလေးစားဦးစားပေးလို့အမေကိုပြန်ချစ်ပြလိုက်စမ်းပါအမေဟာသားသမီးတွေကိုချစ်လိုက်တဲ့နေရာမှာဘယ်သူမှမပေးနိုင်တဲ့မေတ္တာမျိုးတွေနဲ့ချစ်ခဲ့တာပါဘယ်သူမှမပေးနိုင်တဲ့အကျဉ်းနာကရုဏာတွေနဲ့ချစ်ခဲ့တာပါသာသမီချမ်းသာရင်ဝါတာပီတိစကားတွေနဲ့ပြောမဆုံးမောင်တော်သုံးတောင်ဆိုတာလိုပါပဲကြွားလို့မဆုံးမောလို့မဆုံးကျမသားလေးကတည်တတ်လိုက်တာလိမ္မာလိုက်တာကျမသမီးလေးကတည်တတ်လိုက်တာလိမ္မာလိုက်တာဆိုပြီးတော့လူဘုံအလဲမှာဝင့်ဝင့်ကြွားကြွားနဲ့ဂုံယူလို့မဆုံးနိုင်တာကျေးဇူးရှင်မိဘနှစ်ပါးပါသာသမီတွေအကယ်၍များအပြစ်ရှိခဲ့ရင်တောင်းမှတချို့အတိတရားမရှိလို့မိုက်ကြတယ်တချို့သိတော်ညာလည်းပဲသိသိကြီးနဲ့ပြန်မပြောနားမထောင်နေလဲရှိတတ်ကြတယ်တခါတရံကြတော့လည်းပဲပြိဿကြီးအမတ်တမဲ့အပြစ်လောက်တတ်ကြတယ်ပေါ့သိ၍ဖြစ်စေမသိ၍ဖြစ်စေအမတ်တမဲ့ဖြစ်စေဘယ်လိုပဲဖြစ်ဖြစ်သာသမီအပြစ်ရှိတယ်ဆိုရင်မိဘတိုင်းဟာအပြစ်လို့လည်းမမြင်ကြပါဘူးအပြစ်လို့လည်းမထင်ကြပါဘူးချင်းမြဲချစ်လျက်နောက်ဆုံးထွက်သက်ဒီသာသမီရဲ့အပေါ်မှာနားလေခြင်းခွင့်လွတ်ခြင်းတွေနဲ့ပေးဆက်ခြင်းနှလုံးသားနဲ့ပျော်မွေ့ပြီးဖျောင်းနိုင်လေးလိုပဲနောက်ဆုံးချိန်ထိအလင်းရောင်ကိုပေးသွားသူကတော့ကျေးဇူးရှင်မိဘတွေပါပဲမှန်ကြရဲ့လားဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကမာတာပိတရောကျေးဇူးရှင်မိဘနှစ်ပါးတို့ကိုမြမတိဘဝမှာဆံမြန်းနေတဲ့မြမကြီးတွေနဲ့လူပါရဟူ၍၎င်းပုဗ္ဗစရိယာတိလည်းဥစရာမိတိုက်စွာသာပုဗ္ဗစရိယာမိနိဖဟူ၍၎င်းဩစရိဥစ္စံတိကောင်းစွာမသွေမိတ်ဆိုတော်မူကြလေကုန်သတည်းအမေရဲ့မေတ္တာအကျဉ်းနာပုံရိပ်တွေဟာပြိဿရဲ့အမြဲစည်းစင်းနေသောမြစ်တစင်းလိုပဲတဲ့အမြဲစည်းစင်းနေတဲ့မြစ်ကြီးတစင်းဟာနေ့လည်းစီးညလည်းစီးဟိုးပြိဿရဲ့အချိန်တိုင်းစီးရပ်နာခြင်းမရှိစီးစင်းနေတယ်လို့ပါပဲအမေရဲ့နှလုံးသားတွေကအကျဉ်းနာမေတ္တာပုံရိပ်တွေဟာလေသာသမီတို့ရဲ့အပေါ်မှာနေ့လည်းစီညလည်းစီအချိန်တိုင်းစီရပ်နာခြင်းမရှိတာဟာမိဘရဲ့မေတ္တာလောကမှာဏိဒန်းနဲ့စလို့ဏိကုံးနဲ့အဆုံးသတ်တယ်မိဘရဲ့မေတ္တာတရားဆိုတာကတော့ပရိသတ်ရဲ့ဏိဒန်းရှိခဲ့ပါတယ်ဘယ်သောခါမှဏိကုံးချုပ်အဆုံးသတ်သွားပြီဆိုတာမျိုးမရှိဘူးကံတရားကခွဲခြားလိုက်လို့တဘဝတစ်ခါသေရတာကတော့ခန္ဓာရှိသူတိုင်းပဲဒီနေရာမှာပရိသတ်ကြီးကံကုန်လို့သေသွားတော်လည်းပဲမေတ္တာတရားတွေကတော့သေရိုးထုံးစံမရှိဘူးအဲဒါကြောင့်မနစ်ကဦးဇင်းကပြောခဲ့တယ်မြင့်မို့ဦးရဲ့မသေးပံမိဘကျေးဇူးမြင့်မို့ဦးမြင့်မို့တောင်လောက်ကြီးမားလာတဲ့မိဘကျေးဇူးတရားတွေဟာဘယ်သောခါမှသေရိုးထုံးစံမရှိပါဘူးတရားပွဲမှာပူဇော်ထားတဲ့ပန်းလေးတွေရဲ့အလှဟာသူ့အစင်းနဲ့သူ့အချင်းနဲ့သူ့ရနံ့နဲ့သူ့တန်ဖိုးနဲ့သူရှိကြတော်လည်းပဲပရိသတ်ရဲ့ရတပတ်အတွင်းမှာညှိုးချောက်ကြွေကြမြေခသွားတယ်ဆိုတာသဘာဝပါပဲ
မိဘတိုင်းဟာခန္ဓာကံကုန်လို့ကြွေရတော်လဲပဲသားသမီးအပေါ်မှာချစ်တဲ့မေတ္တာအကျဉ်းနာပုံရိပ်တွေကတော့အမြဲတမ်းနှုတ်ပြလန်းဆန်းလို့ဘယ်တော့မှမသေးပါဘူးဗျာဒါကြောင့်ဦးဇင်းကမနစ်ကတင်စားပြီးပြောခဲ့တယ်မြင့်မို့ဦးရဲ့မသေးပံပရိသတ်ကြီးပါတယ်လေဘယ်တော့ခါမှပရိသတ်ရဲ့မိဘမေတ္တာစရာဆိုတာသိသွားတယ်လို့မရှိဘူးဒါကြောင့်မလို့ဒုပရိသတ်များမိဘမသေးခင်မှာတန်ဖိုးထားလေးစားလိုက်စမ်းပါမသေးခင်မှာပြီးတဲ့ပန်းလေးတစ်ပွင့်ဟာပေးသူရောမွေးသူရောပို၍တန်ဖိုးရှိပါတယ်သေသွားမှပြီးတဲ့ပန်းတစ်ချင်းဟာဘာမှအဓိပ္ပာယ်မရှိတော့ပါဘူးဒါဆိုရင်အမေချစ်တယ်လို့တို့သားသမီးတွေကလည်းပြန်လဲပြီးတော့ချစ်ပြစမ်းပါအဖေချစ်တယ်လို့တို့သားသမီးတွေကလည်းပြန်လဲပြီးတော့ချစ်ပြစမ်းပါဘယ်လိုချစ်ရမှာလဲမိဘကိုစိတ်ချမ်းသာအောင်ထားရမှာပါအရာရာကိုဦးစားပေးရမှာပါအမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေရအောင်အမေရှိတော့ဦးစားပေးပြီးတော့ယူလိုက်စမ်းပါအဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေရအောင်အဖေရှိတော့မှဦးစားပေးပြီးတော့ယူလိုက်စမ်းပါဖရာတဲ့ကြောင်းဆောင်ရှင်ပြုယဟန်ခံထမေရေချောင်းစီမောင်းတီးပြီးတော့လူအဲ့ဒီလိုအလူတွေဟာပရိသတ်ကြီးပတ်စံရှိစေတနာရှိတရားတရားရှိရင်အချိန်မရွေးလုပ်လို့မရဘူးလားသေချာစဉ်းစားပြီးပရိသတ်ကြီးရေဟုတ်လားဖြည့်ကြည်စမ်းမှာအမေနဲ့ပတ်သက်တဲ့ကုသိုလ်ကဘယ်သူရှိမှရမယ်အမေမရှိရင်ရပါဦးမလားအဖေနဲ့ပတ်သက်တဲ့ကုသိုလ်ကဘယ်သူရှိမှရမယ်အဖေမရှိရင်ရပါဦးမလားဒါကြောင့်မလို့မိဘနဲ့ပတ်သက်တဲ့ကုသိုလ်တွေကိုဦးစားပေးပြီးတော့တန်ဖိုးထားပြီးတော့ရှေးဦးစွာပြုစုလိုက်စမ်းပါအမေစန္ဒာလေးတွေရှိရင်လှုပ်ပေးလိုက်စမ်းပါအဖေစန္ဒာလေးတွေရှိရင်လှုပ်ပေးလိုက်စမ်းပါနောင်တော့အခါမှာလှုပ်မပေးလိုက်ရလေခြင်းဆိုတာမျိုးနောင်တမရမိပါစေနဲ့လူတိုင်းရပြိဿရဲ့မိဘနဲ့ကင်းပြီးတော့ဖြစ်လာတဲ့သူရှိရဲ့လားခင်မီအောင်ပြောရမယ်ဆိုလို့ချင်းရေလေမှာပြန်ဝဲနေတဲ့ငှက်တွေဟာလေထုကြောင့်သူတို့တွေရှင်သန်နေကြတယ်လေမှာပြန်တဲ့ငှက်တွေဟာဘာကြောင့်ရှင်သန်နေတယ်လေထုကြောင့်ရှင်သန်နေတယ်ရေထဲမှာကူးနေတဲ့ငါးတွေဟာလည်းပဲရေထုကြောင့်သူတို့တွေရှင်သန်နေကြတာမှန်ကြရဲ့လားအေးအဲ့ဒီလိုပါပဲတို့သားရိသမီးတွေယခုထိုင်နေသူတွေအကုန်လုံးကိုမိဘကမွေးခဲ့တာကြီးပါပဲဘသူဘလောက်ပဲအသက်ကြီးသွားအမေကမွေးတဲ့ပုဂ္ဂိုလ်တွေကြီးပါပဲမှန်ကြရဲ့လားအေးအဲ့ဒါကြောင့်မလို့တို့များရဲ့ယက်တီမှုသေချာနာထောင်တို့များရဲ့ရှင်သန်မှုတို့များရဲ့ဖြတ်တန်းမှုတို့များရဲ့အောင်မြင်မှုတွေအကုန်လုံးဟာလည်းပဲမိဘကျေးဇူးတော်ကြောင့်ဆိုတာဒီကနေ့အားလုံးမမေ့ပါနဲ့မေ့လို့ရမလားတချို့ကျေးဇူးတင်တဲ့စကားမပြောဘူးနော်ဘာပြောတယ်လဲဆိုတော့မလီကိုယ့်ကိုလှုပ်ရှားရတာပါပဲကိုယ့်ချီဘဝကိုရက်ခဲ့ရတာပါပဲဟိုသူ့ဘက်ကရောကိုယ့်ဘက်ကရောဘယ်မိဘကမှဘာမှမပေးလိုက်ပါဘူးဆိုပြီးတော့လောဘမီးတောက်အလိုရမက်တွေလက်ရန်တပြောင်ပြောင်တောက်လောင်ပြီးပြောတဲ့စကားတွေမရှိဘူးလားတော့ပါပြီရှေ့ဆက်ပြောရင်အများကြီးဖြစ်သွားမှာဆိုတော့နော်ကိုလောဘမီးကိုတော့မမြင်ဘူးဟင်မိဘရှိတာလေးမျက်စောင်းထိုးပြီးတော့လိုချင်တယ်မသေးခင်ကအမွေလိုချင်တယ်ကြားလို့ကောင်းရဲ့လားအဲ့ဒါကြောင့်မပြောတော့ဘူးလို့ပြောတာတကယ်တော့ပြိဿကြီးမဖြစ်သင့်ပါဘူးဗျာဖြစ်သင့်ရဲ့လားရှင်သန်ခွင့်လေးပေးခဲ့ပြီပဲဗျာပညာတတ်ကြီးဖြစ်အောင်ဆရာထံပို့လို့သားလေးတွေလူပုံအလဲတင့်တယ်အောင်သမီးလေးတွေလူပုံအလဲတင့်တယ်အောင်ပြုစုလှုပ်ကြွေးခဲ့ပြီသူတို့ရဲ့ဘဝကြီးကိုဖျောင်းသားလို့အရေးပြောခံကျမ်းမာရေးတွေပါစွန့်လိုက်ပါပြီသာသမီအတွက်ပြိဿရေမိုးရွာမရှောင်နေဘူးမရှောင်အေးပြက်ခဲ့တဲ့နေ့ရက်လပေါင်းများစွာအဲ့ဒီလူတွေနဲ့သာသမီကိုတိမ်တိုက်ပေါ်ကိုပခုံးနဲ့ထန်တွန်းတင်ပေးခဲ့တာပါခေါင်းနဲ့ရွက်ပြီးတော့တင်ပေးခဲ့တာဟာမိဘနှစ်ပါးပါပဲဗျာမှန်ကြရဲ့လားကိုယ်ဘောကိုအခြေဆုံးသူဟာမိဘနှစ်ပါးပဲကိုယ်အတွက်အနန္တာခံဆုံးကိုယ်အတွက်ပြိဿကြီးရေပေးဆက်နေတဲ့ပုဂ္ဂိုလ်ဟာမိဘပဲဗျမိဘတော့ကိုယ်ကို
ပေးဆက်တဲ့ပုဂ္ဂိုလ်မရှိပါဘူးရှိရဲ့လားဒါကြောင့်မိဘရဲ့မေတ္တာတရားဆိုတာမြေရုလောက်လည်းမကပါဘူးရေရုလောက်လည်းမကပါဘူးလေရုလောက်လည်းမကဘူးအတိုင်းတာဒီဂတိပမာဏဘယ်လောက်ရှိတယ်ဆိုတာနိုင်ပြလို့မရနိုင်ပါဘူးဒါကြောင့်ပညာရှိတွေကဆိုကြတာပေါ့မြေရုရေရုလေရုပမာမိဘနှစ်ပါးလှုပ်ကြွေးရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်လှုပ်ကြွေးသင့်တယ်လှုပ်ကြွေးထိုက်တယ်လှုပ်ကြွေးရမယ်စကားသုံးပုံပြောပါတယ်ဗျာတခွန်းနဲ့တခွန်းအဓိပ္ပာယ်မတူပါဘူးပြန်နာတောင်မှာလှုပ်ကြွေးသင့်တယ်လှုပ်ကြွေးထိုက်တယ်ပြီးတော့လှုပ်ကြွေးရမယ်အားလုံးပြောပါအောင်လှုပ်ကြွေးသင့်တယ်လှုပ်ကြွေးတိုက်တယ်လှုပ်ကြွေးရမယ်ပြိဿကြီးဘယ်နှခွန်းပြောတော့လှုပ်ကြွေးသင့်တယ်မိဘကိုပြန်လဲပြီးတော့ပူဇော်သင့်တယ်ဘာဖြစ်လို့လဲကျေးဇူးအများဆုံးပုဂ္ဂိုလ်ဖြစ်နေလို့လေးမှာပြန်ဝဲတဲ့ငှက်တွေဟာလေးဟုံကိုစီးလေးချောင်းရှင်သန်နေတဲ့ဆိုတာသူတို့တွေမေ့နေပုံရတယ်ရေထဲမှာကူးနေတဲ့ငါးတွေဟာလည်းပဲရေထုကြောင့်တို့တွေရှင်သန်နေကြတာပါလားဆိုတာသူတို့မေ့လျော့နေသလားအဲ့ဒီလိုငှက်တွေနဲ့ဒါတူနေကြမယ်ဆိုရင်ငါးတွေနဲ့ဒါတူနေကြမယ်ဆိုလို့ရှိရင်ဟောဒီလူသားကဘာကြီးကအမေတို့ကမွေးပွားလိုက်တဲ့လူသားတွေကလည်းတိရစ္ဆာန်တွေလိုပဲဖြစ်ကုန်တော့မယ်လူသားတွေရဲ့ဘဝမှာလည်းပဲမိဘခြေစူးကြောင့်ဒီကနေ့ရတည်မှုတွေရနေပါတယ်ရှင်သန်မှုတွေရနေပါတယ်ကြီးပွားတိုးတက်မှုတွေကိုရနေပါတယ်အောင်မြင်မှုတွေကိုရနေပါတယ်အဲ့တော့လွယ်လွယ်လေးပဲပြိဿရေစဉ်းစားကြည့်ရအောင်ဒီကနေ့ဦးဇင်းတို့ရှင်နေမင်းဆိုပြီးသာသနာပြုခွင့်ရတဲ့ဘဝတစ်ခုမိဘကမွေးခဲ့တာမို့လားမိဘကသာရှင်သန်ခွင့်လေးမပေးခဲ့ရင်လူပြေလာခွင့်မပေးခဲ့ရင်ကဲဦးဇင်းတို့ပြိဿကြီးရှင်နေမင်းရဲ့လိုဖြစ်လာပါမလားဘယ်လိုလုပ်ဖြစ်လာပါမလဲအချိန်တန်အရွယ်ရောက်လူလားမြောက်တော့လည်းပဲဆရာထံဖို့ပညာတတ်ကြီးဖြစ်အောင်သင်ပေးလို့ငယ်စဉ်တောင်ကြီးကလေးဘဝပူငံစခရှောင်ရှားသူတို့ရဲ့ဆန္ဒတွေကိုဖယ်ထားလို့သားသမီးတွေရဲ့ရှေ့ရေးမျှော်တွေးသမီးတို့ရဲ့ရှေ့ရေးမျှော်တွေးသားတို့ရဲ့ရှေ့ရေးမျှော်တွေးပြီးပေးဆက်ခြင်းနှလုံးသားနဲ့ပီတိတွေတပြုံပြုံနဲ့သားသမီးအတွက်အပြုံးတစ်ချက်မပြတ်ခဲ့သူဟာကျေးဇူးရှင်မိဘတွေပဲမွန်လားဗျာဒါကြောင့်မလို့မိဘဆိုတာသားသမီးတို့ရဲ့ဥယျာဉ်မူမိဘဆိုတာသားသမီးတို့ရဲ့နောက်တကပရိသတ်ရဲ့မိဘဆိုတာသားသမီးတို့ရဲ့မိခိုအားထားရာသားသမီးတို့ရဲ့ဘာလဲနောက်တနည်းပြောမယ်ဆိုရင်သားသမီးတို့ရဲ့အရေးကြီးတစ်ခုပါပဲသားသမီးတို့ရဲ့ဒါကြောင့်မလို့ဖြတ်တန်းချိန်တိုင်းရှင်သန်မှုတိုင်းတိုးတက်မှုတိုင်းဟာမိဘရဲ့ဂုဏ်ကျေးဇူးတော်ကြောင့်ဆိုတာဒီကနေ့မမေ့ပါနဲ့မြေရုရေရုလေရုပမာမိဘနှစ်ပါးလှုပ်ကြွေးရရှာယဟန်ဖြစ်စေလူဖြစ်စေကွယ်မိဘနှစ်ပါးလှုပ်ကြွေးသင့်ပါတယ်ဒါကြောင့်လှုပ်ကြွေးသင့်တာပေါ့ဒီကနေ့အမေတို့အဖေတို့ကိုကြပါပြီယောဂဗျာတွေနှိမ့်ဆက်လို့ခန္ဓာရဲ့သဘာဝနာကြပါပြီဘဝနေဝင်ခြင်းစီစာကိုရင်ဆိုင်ဖို့ရန်အတွက်စောင့်ဆိုင်လို့နေကြရရှာပါပြီဒီချိန်မှာအာရင်တွေကုန်ခန်းလို့သဘာဝယုံ nant ခန္ဓာကအိုမင်းယိုယွင်းလို့အာရင်တွေရော့ကုန်ပြီအမိအတွက်အားစိတ်ဟာသားသမီးပဲအဖေအတွက်အားစိတ်ဟာသားသမီးပဲဗျာမှန်ကြရဲ့လားဒါကြောင့်မလို့အမေကိုတလားဘလောက်ထောက်ပါတယ်အဖေကိုတလားဘလောက်ထောက်ပါတယ်ဘာတွေဝယ်ပြီးပါတယ်ဆိုယုံလောက်နဲ့ကျင်နဲ့မနေပါနဲ့အမေတွေးကျင်တာပြိဿကြီးရေသားသမီးကိုတွေးကျင်တာပါသူတို့ပေးလိုက်တဲ့ဂုဏ်တွေဓနတွေဥစ္စာတွေအားစိတွေစားစရာတွေဝတ်စရာတွေဒါတွေကိုပြိဿကြီးလိုချင်တာမဟုတ်ဘူးသားကိုတွေးကျင်တာသမီးကိုတွေးကျင်တာသားနဲ့စကားပြောကျင်တာသမီးနဲ့စကားပြောကျင်တာအဲ့တော့ကျေးဇူးကြီးမားလာတဲ့အမေအတွက်တော့အဖေအတွက်တော့ဦးစားပေးလိုက်စမ်းပါလို့ဒီကနေ့ပြိဿကြီးကိုပြောကျင်ပါတယ်ဗျာဒါကြောင့်ပြိဿကြီးလှုပ်ကြွေးတဲ့နေဗျာမလှုပ်ကြွေးတဲ့ဘူးလားဟ
ဟုတ်ပြီလှုပ်ကြွေးသင်းလို့လှုပ်ကြွေးရတာမင်္ဂလာဆိုတာအလုံးမှတ်ထားမာတာပေတုဥပါဒနံမိဘကိုပြုစုလှုပ်ကြွေးတာဟာမင်္ဂလာဟောမင်္ဂလာ138ပါးမြတ်စွာဘုရားဟောတဲ့တဲမှာမိဘလှုပ်ကြွေးခြင်းသည်မင်္ဂလာအစစ်ဆိုပြီးမဟောဘူးလားအေးအဲ့ဒါကြောင့်မလို့သာဝရမင်္ဂလာတရားနဲ့ပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင်ပစ္စုပန်တန်တရာကောင်းကျိုးတွေဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ဒါမိဘကိုလှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးတဲ့နဲ့မှတ်ပါကဲနောက်တကလှုပ်ကြွေးထိုက်တယ်လို့စကားတစ်လုံးပြောလိုက်ပြန်ပါတယ်လှုပ်ကြွေးထိုက်တယ်မိဘကိုဘယ်လိုလှုပ်ကြွေးမလဲဘာတွေနဲ့လှုပ်ကြွေးမလဲဘာတွေနဲ့ပူဇော်မလဲထိုက်တန်တယ်ကဲလောကမှာဆိုကြပါစို့ပြိဿကြီးတချို့သောပုဂ္ဂိုလ်တွေကိုဟာလားပူဇော်မှုတွေပါတာမှုတွေပေကံမှုတွေစွန့်ကြဲမှုတွေအိုးတခမ်းတနာကြီးအကြီးအကျယ်လုပ်တယ်ဆိုပါတော့ထိုက်တဲ့သူရှိတယ်စကလုံးယဉ်သိတယ်လို့မထင်နဲ့မိဘမေတ္တာတရားဟာဘလောက်ကြီးမားတယ်ဆိုတာပေါ်လွင်အောင်လို့ပြောပါရစေနော်အေးသမင်းတလို့ကျွေးတာတောင်ထိုက်တဲ့သူရှိတယ်မထိုက်တဲ့သူရှိတယ်တန်တဲ့သူရှိတယ်မတန်တဲ့သူရှိတယ်ဟုတ်တယ်မို့လားယဉ်သိလိုက်တာလို့မအောင်မင်းတယ်လို့ပြောပြီးပြီနော်ကဲပြိဿကြီးကျေးဇူးရှင်ကိုမှကျေးဇူးကမ်းတဲ့ပုဂ္ဂိုလ်မျိုးအစိတ်ပင်ရေလောင်းဟောဗမာစကားပုံနေကြည်စမ်းဒီလိုလူမျိုးကိုပေးလို့ကျွေးလို့ပြိဿကြီးတန်မမလားထိုက်ပါမလားမထိုက်ဘူးကဲဒါဆိုရင်ပြိဿဒီလောက်ပြောလိုက်ရင်သိပြီအဲ့တော့လောကကြီးမှာပေကံနဲ့စွန့်ကြဲတဲ့လူရန်နဲ့ပူဇော်တယ်ဆိုကြပါစို့ထိုက်တဲ့သူရှိတယ်မထိုက်တဲ့သူရှိတယ်တန်တဲ့သူရှိတယ်မတန်တဲ့သူရှိတယ်ကဲပြိဿကြီးမရှိဘူးလားမိဘနဲ့ပတ်သက်လို့ကတော့ပြိဿကြီးမတန်တာဘာမှမရှိဘူးမထိုက်တာဘာမှမရှိဘူးအမေဟာအမေပဲအဖေဟာအဖေပဲနှစ်ခုမရှိဘူးအတုမရှိဘူးစစ်စစ်ပေါက်ပေါက်ဒီနှစ်ယောက်အမေကလည်းတယောက်သေးအဖေကလည်းတယောက်သေးအမေမဟုတ်သူကိုဒါကျွန်တော်အမေလို့ပြောလို့ရမလားမရဘူးအမေကိုလည်းပဲဒါကျွန်တော်အမေမဟုတ်ပါဘူးလို့ညင်းလို့ရမလားအေးထို့အတူပါပဲအဖေကိုလည်းပဲအဖေမဟုတ်ပါဘူးလို့ညင်းလို့မရနိုင်ပါအဖေမဟုတ်သူကိုလည်းပဲကျွန်တော်အဖေပါလို့ပြောလို့မရနိုင်ပါလောကမှာပြိဿကြီးရေနှစ်ခုမရှိအတုမရှိပါပဲမေတ္တာတရားတွေပြီးတဲ့နေရာမှာကရုဏာတရားတွေပြီးတဲ့နေရာမှာမုဒိတာတရားဥပေက္ခတရားတွေနဲ့ချင်းမြဲချစ်လျက်နောက်ဆုံးထွက်သက်တည်ယက်တည်ပေးတဲ့နေရာမှာပြိဿကြီးရေကိုယ်အတွက်တော်မိဘနှစ်ပါးဟာအတုရှိရဲ့လားမရှိဘူးဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကလှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးလိုက်တယ်အမိကိုပါနဲ့ပူဇော်မှလေပြိဿရဲ့ဘယ်လိုထားမှလဲဘလောက်ပဲပေးပေးဘလောက်ပဲကြွေးကြွေးဘယ်လိုပဲထားထားထိုက်တန်တဲ့ပြိဿကြီးဂုဏ်တော်တွေရှိတယ်ဒါပြောတာဒါကြောင့်လှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးတိုက်တယ်ကဲလက်တွေလေးနည်းနည်းမေးပါဦးမယ်အမေကိုပြိဿကြီးဘာဝယ်ပေးမလဲဟမ်အမေနေ့မှာဘာဝယ်ပေးမလဲကိမ့်မုံလေးတစ်လုံးနဲ့တော့မလုံးနဲ့ပြီးတော့မုံဘိုးကပြန်တောင်းသေးဒါလည်းပဲပြိဿကြီးအစင်လာကြီးများဖြစ်သွားရင်ဒုက္ခအစမလုံးနဲ့တရင်လာကြောဟိုခုဘုန်းကြီးเจ้าလာကြတော့တောင်မှကြတော့ပြီးဖုံမုံမုံဘိုးပေးလေဟောကလေးလေးတွေကဖြစ်ကုန်ရောဟာမပေးခြင်းလို့မဟုတ်ဘူးဟာဒုက္ခပဲဒါတွေများအယိုးဆွဲသွားပြီးတော့တခုဟုတ်လားယဉ်ကျေးမှုတခုလို့များစွဲသွားရင်တော့ပြီးရောအခုလဲအမေလာကြတော့တယ်အဖေလာကြတော့တယ်ဆိုလို့ရှိရင်မုံဘိုးပေးဖို့ကပြင်းနေရပြီသူတို့လာကြတော့တာက3000ဘိုးပြန်သွားတာ9000သူတို့လာကြတော့တာ9000ပြန်တောင်းသွားတာကမုံဘိုးပေးလိုက်ရတာ1000အဲ့ဒီအစင်လာကြီးတော့ပြိဿကြီးဘသူတွေလှုပ်လို့ကိုမလှုပ်နဲ့ဗျာမကောင်းဘူးလားကဲမိဘဆိုတာကိုကပူဇော်ရမှာပူဇော်သင့်နေပူဇော်ထိုက်လှုပ်ကြွေးသင့်နေလှုပ်ကြွေးတိုက်တယ်ယခုမိဘကိုဘာနဲ့ပူဇော်မလဲဘာတွေဝယ်ပေးမလဲဘယ်လိုတိုက်ကြီးဆောက်ပေးမလဲစိန်တွေစီပေးမှလားရွှေတွေပြိဿကြီးရေစီထားပြီးပေးမှလားယခုခေတ်သိတ်ကောင်းပါတယ်ဆိုတဲ့မော်ဒယ်အမြင့်အကောင်းစားကားကြီးတွေဝယ်ပေးမှလားပေးကျင်တာတွေပေးလိုက်စမ်း
တန်နဲ့ထိုက်တန်နဲ့ပရိသတ်ကြီးအမေကငါ့ကိုဘာမှမပေးလိုက်ဘူးဆိုတဲ့စိတ်ဘယ်တော့မှမမွေးနဲ့ကိုအသက်ရှင်အောင်ပရိသတ်ကြီးရေသူ့ရဲ့ဝမ်းကြတိုင်းမှာ6လလွယ်10လဖွာ6လတီးတီးအိမ်ကိန်းအောင်ခဲ့ရတယ်အမေရှင်တန်ခွင်လေးပေးလို့လူဘဝရောက်လာတာလူဘဝရောက်လာတော့ဘုရားသာသနာနဲ့ကြုံရတယ်ယခုလိုပါရမီဖြည့်ခွင့်ရတယ်အဲဒါကြောင့်ပရိသတ်ကြီးရေတို့များရဲ့ဖြတ်သန်းမှုတိုင်းရှင်သန်မှုတိုင်းယက်တည်မှုတိုင်းဟာအမေရဲ့ကျေးဇူးတွေကြောင့်ပါမှန်ကြရဲ့လားဒါကြောင့်မိဘနဲ့မထိုက်ဘူးမတန်ဘူးဆိုတာပရိသတ်ကြီးဘာမှမရှိဘူးနားလည်ကြပြီနော်ဒါကြောင့်မလို့လှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးတိုက်တယ်နောက်တစ်ခွန်းပြောတော့တာဗာလဲလှုပ်ကြွေးရမယ်ဒါဆိုရင်အလုံးပရိသတ်ရဲ့ဖရာတကမဖြစ်ခြင်းနေပါစေတော့အကြောင်းတကမဖြစ်ခြင်းလည်းနေပါစေတော့ရှင်တကယံတကမဖြစ်ခြင်းလည်းနေပါစေတော့သဘောပြောတာအဲ့ဒါလောက်ရမှာပရိသတ်ကြီးရဲ့ကုသိုလ်လို့ထင်မနေနဲ့မိဘကိုပြုစုလှုပ်ကြွေးတာကလည်းပဲမင်္ဂလာပါပဲဒါကြောင့်ပရိသတ်ပေါင်းသူတော်ကောင်းတို့ပတ်စံရှိတဲ့အချိန်စေတနာရှိတဲ့အချိန်ဘုရားတကားအကြောင်းတကားလှုပ်ပါဗျာယခုဒီမှာဘုရားတကားအကြောင်းတကားယဟန်တကားမဖြစ်ခြင်းရဲ့အနေစမ်းပါစေအမိကိုအချိန်မီအခါမီပြုစုလှုပ်ကြွေးပါအဖေကိုအချိန်မီအခါမီပြုစုလှုပ်ကြွေးပါဒါကြောင့်ဘုရားရှင်ကိုတော်မြတ်ကလှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးတိုက်တယ်လှုပ်ကြွေးရမယ်လို့ဘုရားရှင်ကိုတော်တိုင်ကဟောကြားတော်မူခဲ့ပါတယ်မိဘကိုပြုစုလှုပ်ကြွေးတယ်ဆိုတာကငါဘုရားရဲ့ခြေရာကိုလိုက်ထားပါပဲသူတော်ကောင်းတို့ရဲ့ကျင့်စဉ်တရားကိုကျင့်သုံးနာပါပဲအဲဒီလိုမိဘကိုပြုစုလှုပ်ကြွေးကြတဲ့သားကောင်းသမီးမြတ်တွေကိုပညာရှိသူတော်ကောင်းတွေကဒီသားလေးဟာတော်လိုက်တာဒီသမီးလေးဟာတော်လိုက်တာရဲ့လို့ချီးမွမ်းထောပနာပြုကြလေကုန်၏အဲဒီလိုမိဘပြုစုလှုပ်ကြွေးတဲ့ကုသိုလ်ကောင်းမှုကြောင့်တမလွန်ဘဝရောက်သွားတဲ့အခါမှာလည်းပဲကောင်းရာသူဂတိနတ်ပြည်ထိအောင်ရောက်နိုင်တယ်ရဲ့လို့ဘဂဝါဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုတော်မြတ်သည်အဘာတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်းအမေမရှိမှအမေကိုတန်တပြီးတော့အမေနဲ့ပတ်သက်တဲ့ကုသိုလ်တွေလိုချင်လို့ရမှာလားအဖေမရှိတော့မှအဖေနဲ့ပတ်သက်တဲ့ကုသိုလ်တွေလိုချင်လို့ရမှာလားမရနိုင်တော့ဘူးဒါကြောင့်အာလုံးပရိသတ်ကြီးကို့မှာမိဘရှိသေးတယ်ဆိုရင်အခွင့်အရေးပဲဟိကို့မှာမိဘရှိသေးတယ်ဆိုလို့ရှိရင်ကို့အတွက်အခွင့်ကောင်းအခါကောင်းပါပဲလို့အဲ့ဒီလိုပရိသတ်ကြီးတန်ဖိုးကိုသိပေးပါဟောနောက်တစ်ချက်ပရိသတ်ကြီးအမေတို့အဖေတို့ရဲ့ဘဝကြည့်လိုက်ရင်သားတွေကြီးလာလို့သမီးတွေကြီးလာလို့အတောင်ဆုံးလို့ပြန်သွားကြတော့လည်းပဲအမေမျက်နှာအပြုံးတစ်ချက်မပြတ်ခဲ့ပါဘူးအဖေမျက်နှာအပြုံးတစ်ချက်မပြတ်ခဲ့ပါဘူးစိတ်ထဲမှာကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေအဲ့ဒီခံစားချက်ကိုမျိုးသိမ့်ပြီးတော့ပီတိမျက်ရည်တွေနဲ့အပြုံးတစ်ချက်မပြတ်ဖဲသားတို့အစဉ်ပြေရင်အမေကျင်တတ်ပါတယ်ကွယ်သမီးတို့အစဉ်ပြေရင်အမေကျင်တတ်ပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့ရင်ခွင်ထဲကနေပြီးထွက်ခွာသားတဲ့သားသမီးတွေကိုလည်းပဲကြည်ချင်နဲ့ကြီးနဲ့နှလုံးသားကြည်ကွဲခံပြီးတော့နေရခဲ့ရတာဟာမိဘနှစ်ပါးပါပဲဗျာမှန်ကြရဲ့လားဒါကြောင့်ဒီကနေ့ခင်မီအောင်ဦးစင်းကပြောချင်ပါတယ်အချိန်တန်အရွယ်ရောက်လို့အတောင်ဆုံးလို့ပြန်ကြတာကိုဘယ်သူမှပြိတ္တရဲ့မကန့်ကွက်ပါဘူးဒါပေမဲ့ပြိတ္တကြီးရဲ့ချစ်သူကိုလက်တွဲသလိုအမေကိုလည်းပဲလက်တွဲမဖြုတ်ခဲ့ပါနဲ့ချစ်သူရဲ့မျက်ရည်ကိုတုပ်ပေးသလိုအမေကိုမျက်ရည်ကြအောင်လည်းမလုပ်ခဲ့ပါနဲ့ဓမ္မသာလျင်သဘာဝကြမယ်နော်ချစ်သူပဲမျက်နှာလဲ့တယ်လို့အမေကိုလည်းပဲကြောမပေးခဲ့ပါနဲ့ဗျာဒါလေးတွေကိုတော့ပြိတ္တကြီးတန်ဖိုးထားပြီးတော့သိစေခြင်းနဲ့လက်တွေ့မျက်မှောက်တွေ့ရတဲ့သားသမီးတွေရဲ့ဖြစ်ရတဲ့ဟာပြိတ္တကြီးအများကြီးအလုံးပြိတ္တလည်းတွေ့ဘူးမြင်ဘူးမှာပါအဲ့တော့ဦးဇင်းတို့ယခုဒီကနေ့ပဲရန်ကုန်ကပြန်ကြွလာတယ်ကဲဆိုကြပါစို့အဲ့တော့ဦးဇင်းတို့အတိတကာတွေရဲ့သားသမီးတွေလည်းဘုံဘုံရဲ့သားသမီးတွေပြန်မပြောနားမထောင်နေဖရာသူတို့အတွက်ပဲပူနေရတာခုတပည့်တော်တို့လုပ်ငန်းတွေလည်းပဲပါဝင်ပြီးတော့လှုပ်စေခြင်းနဲ့
ဒါပေမဲ့မလုပ်ဘူးဗျာဂိမ်းနေနေတာပဲဟောမိဘတွေပြိတ္တကြီးသူတို့ပြောတဲ့စကားလေးတွေကိုသူတို့သားသမီးတွေကတော့ဘယ်လိုနားထောင်လဲမသိဘူးဦးစင်းကနှလုံးသားနဲ့နားထောင်ကြည့်တာပြောလိုက်တဲ့စကားဟာပြိတ္တကြီးသူတို့အတွက်ဟုတ်လားဒစိမှမပါဘူးသားသမီးအတွက်ကြီးပဲအဲ့ဒါကိုသားသမီးတွေကလည်းနားပူတယ်ဆိုပြီးတော့တယောက်မှနားမထောင်ကြဘူးဒီလိုဖြစ်မနေဘူးလားကဲဒီလိုနဲ့ပြိတ္တကြီးသူ့သဘောသူဆောင်ဟုတ်လားပညာရေးလည်းဆုံးခန်းတိုင်အောင်မလုပ်ကြပညာရေးတချမ်းပဲနဲ့နော်တချို့လည်း10တန်းတောင်မအောင်ဘူးတချို့လည်းပဲပြိတ္တကြီးနော်ပွဲလေးတောင်မယူကြဘူးပြီးအောင်မယူကြဘူးအဲ့တော့ယူခြင်းနဲ့အာယူပြီးတော့ပြိတ္တကြီးဖြစ်ခြင်းတယ်လို့တွေဖြစ်ကုန်ကြတယ်ပေါ့ဗျာနောက်ဆုံးတော့ပြိတ္တကြီးအသိဉာဏ်အခြေမခိုင်တဲ့အခါကျတော့မင်းပါလဲငါပါလဲဆိုတဲ့အဲ့ဒီလိုတင်းမာတဲ့စိတ်မျိုးတွေဝင်လာတဲ့အခါကျတော့အကျဉ်းသာမေတ္တာတရားဆိုတာပြိတ္တကြီးဝေးသွားပြီအဲ့တော့ချစ်လာပါတယ်ဆိုတဲ့သူကရန်သူလုံးလုံးဖြစ်သွားပြီအစွဲတွေများထွက်လာသလားအမလီသိကြောက်เสียကောင်းဘလူတရေများစီးသွားသလားအဲ့ဒီလိုကိုဖြစ်ပြီးတော့နောက်ဆုံးတော့ပြိတ္တကြီးတကွဲတပြားစီဖြစ်နောက်ဘယ်ပြန်ရောက်လာတယ်လဲမိဘအိမ်ပေါ်ပြန်ရောက်လာတာပြိတ္တကြီးဘယ်ပြန်ရောက်လာတယ်လဲဒီတော့လည်းပဲပြိတ္တကြီးအမေကကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရတာပါပဲအဖေကလည်းကြည်ကြည်နက်နက်ကြီးလက်ခံလိုက်ရတာပါပဲဗျာအဲ့ဒါကိုအမေလို့ခေါ်တယ်အဲ့ဒါကိုအဖေလို့ခေါ်တယ်ဒီအမေဒီအဖေအိမ်ကလွဲရင်ဘယ်အိမ်ကိုသွားတက်မလဲတက်เสียအိမ်ရောရှိရလားလက်ခံမဲ့အိမ်ရောရှိရလားထားကြောင့်ပြိတ္တကြီးအမေအိမ်ဟာကိုယ့်အတွက်ငြိမ်းချမ်းခဲ့ပါတယ်နှွေးထွေးခဲ့ပါတယ်အန္တရာယ်ကင်းခဲ့ပါတယ်အမေအိမ်ဟာဆင်းရဲလွန်းတော့တဲပုတ်ကလေးမိုးမလုံတဲ့အိမ်လေးပဲဖြစ်စမ်းပါစေသားသမီးမိုးမဆူခဲ့ပါဘူးဗျာပြိတ္တရဲ့အမေအိမ်ဟာမိုးမလုံခဲ့ပေမဲ့တို့တွေသားသမီးတွေအကုန်လုံးမိုးဆူခဲ့ရဲ့လားမဆူခဲ့ပါဘူးအနိနာမှာရှိတဲ့ထီးစုပ်ကလေးကိုရှာပြီးတော့မိုးပေးမှမိဘနှစ်ပါးပါနောက်တကယခုလိုအေးချမ်းတဲ့အချိန်ကာလနှွေးထွေးစွာပြိတ္တကြီးရေမရှိရှိတာလေးရှာပြီးတော့ခြုံပေးခဲ့လိမ့်မယ်ဒါကြောင့်မလို့အမေအိမ်ဟာငြိမ်းချမ်းတဲ့အမေအိမ်ပဲနှွေးထွေးခဲ့တဲ့အမေအိမ်ပါအန္တရာယ်ကင်းခဲ့တဲ့အမေအိမ်ပါအမေအိမ်မှာနေတော့ကစားရေးဝေရေးနေရေးပြိတ္တရေးပူရရဲ့လားအမေအိမ်ဘဝဆင်းသွားလိုက်တာနဲ့တပြိုင်နက်တည်းစာဝတ်နေရေးဝမ်းစာရေးကိုကြည်ဘဝကိုရက်တီလို့ရှာရပါပြီပွေရပါပြီအဲ့ဒီအခါကျတော့မှအမေအိမ်မှာနေတော့ငါတို့တွေသမင်းပဲချင်းချက်မှန်းလည်းမသိဘူးဟောလားပြိတ္တရေးဆန်းဘလို့ရှာမှန်းလည်းမသိဘူးဝိဇ္ဇာလည်းပြိတ္တရေးလျှော်ပြီးဖိုးပြီးမိဘူးတိုက်ပြီးဩကိုမိဘရဲ့အဝိဇ္ဇာလေးကိုဘဏ္ဍကပြန်ပြီးလျှော်ပေးဘူးပြီလေဘလောက်များလုပ်ပေးဘူးပြီလေဒါလေးတွေကိုပြန်ကြည့်စမ်းပါခင်မိမိအတွေးအခေါ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူကျေးဇူးကိုကျေးဇူးရှိလို့တမင်တကာပြန်လုပ်ပေးမယ်ဆိုရင်တောင်မှကဲပြိတ္တရဲ့မိဘလုပ်ပေးခဲ့တာတွေဟာကိုယ့်အပေါ်မှာအိုးပြောလို့မကုန်နိုင်တော့ပါဘူးဗျာကုန်နိုင်ရဲ့လားကိုလုပ်ပေးတာကဘာမှမရှိသေးဘူးနော်ဒါကြောင့်လှုပ်ကြွေးတဲ့နဲ့လှုပ်ကြွေးတိုက်တယ်လှုပ်ကြွေးရမယ်လို့မြတ်စွာဘုရားရှင်ကဟောတာဗျာဒါကြောင့်လေအမေမရှိလျင်လားအဖေမရှိလျင်လားရွှေအတီးစင်စေအောင်တော့အမြင်သာအသွင်ဆန်းပေးလိမ့်နန်းတော်ကြီးအယုတ်အိမ်အမေမရှိတဲ့အိမ်အဖေမရှိတဲ့အိမ်ဟာပြိတ္တရဲ့ရွှေနန်းတော်လောက်ကောင်းစမ်းပါစေဟိုတယ်ကြီးလောက်ကောင်းစမ်းပါစေသုံးဓာတ်တိုက်ကြီးငါးဓာတ်တိုက်ကြီးပဲဖြစ်စမ်းပါစေအိမ်ဥကံမှာကျေးဇူးကြီးမားလာတဲ့မိဘနှစ်ပါးတင်မထလိုက်ရရင်အဲ့ဒီအိမ်ကြီးဟာပကြီးအယုံကြီးထားတဲ့အိမ်ကြီးလိုပါပဲအသက်မဝင်တော့ပါဘူးဒါကြောင့်လေအမေမရှိလျင်လားအဖေမရှိလျင်လားရွှေတိစင်းစေအောင်တော့အမြင်သာအသွင်ဆန်းပေးလိမ့်နန်းတော်ကြီးအယုတ်အိမ်အမေရှိနေအောင်မယ်ဆိုရင်ပေါ့အဖေရှိနေအောင်မယ်ဆိုရင်ပေါ့စိတ်နေမရှိခြင်းနေပါစေတော့ရွှေတွေမရှိခြင်းနေပါစေတော့အစင်းဗလာမွဲတို့သေးတော်လေတဲကုတ်ကလေးအေးရိပ်ငြိမ်ပါခွဲမလွန်နိုင်ဘူးဆွဲညှို့ခဲ့အမေနဲ့အိမ်ခွဲမလွန်နိုင်ဘူးဆွဲညှို့ခဲ့အဖေနဲ့အိမ်ငြိမ်သက်မြဲအလှတရား
သာမိအိသာအဘအိပရမမရှိစိတ်မစည်းလေမမိန်မြမေတ္တာတကိုကြောင့်ယို၍မသွားအမေမေတ္တာအဖေမေတ္တာယိုးတယ်လို့ရှိလားဘယ်တော့မှမယိုးနိုင်ဘူးမယိုးနိုင်နဲ့အနန္တမေတ္တာပိုင်ရှင်ကျေးဇူးရှင်မိဘနှစ်ပါးတို့ကိုဒုံမေသင်သာကောင်းသမီးမြတ်တို့သည်ဟောတထသုံးပါးပြောင်းပြော့မှန်ကိုလျော့၍ကြော့မြတ်တို့လက်ဆုံးမိုးကရှ िख ိုးပူဇော်တော်မူကြကုန်ရာတည်းမိဘရဲ့ဂုဏ်ကျေးဇူးတွေကိုသိလို့ရိုသေမြတ်နိုးစွာဖြင့်ပရိသတ်ရဲ့ရှ िख ိုးကြော့ရမယ်အဲ့တော့အာလုံးပရိသတ်ရဲ့ဩဃာသဆိုပြီးတော့ဟောဒီကြော့လိုက်တဲ့လက်အုပ်တစ်စုံသည်အာလုံးပရိသတ်မှတ်ထားပေးစမ်းပါဗျာဟောဒီလက်အုပ်ထဲမှာလူစရာပစ္စည်းတွေငွေကြေးပိုက်ဆံတွေလူဝယ်ပစ္စည်းတွေပါဖို့မပါဖို့ဟာအဓိကပဓာနမဟုတ်ပါဘူးကိုရှ िख ိုးလိုက်တဲ့လက်အုပ်တစ်စုံသည်သိက္ခာရှိသောလက်တစ်စုံဖြင့်မိဘကိုရှ िख ိုးနိုင်ရမယ်ဒါဆိုရင်မိဘကျေနပ်ပြီပေါ့သိက္ခာရှိသောလက်သာသနာပြုတဲ့လက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်ပရဟိတလက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်တာဝန်ကျေသောလက်တစ်စုံဖြင့်ရှ िख ိုးနိုင်ရမယ်မှန်ကြရလားဗျာပေကံစွန်ကျဲတဲ့လက်ကျင်နာတတ်သောလက်ဖြင့်ရှ िख ိုးကြော့နိုင်ပါပြီအမေရဲ့သားရဲ့လက်တစ်စုံဟာသာသနာပြုတဲ့လက်ဖြစ်ပါပြီပရဟိတလက်ဖြစ်ပါပြီသိက္ခာရှိသောလက်တစ်စုံဖြင့်အမေကိုပူဇော်ကြော့ပန်းဆင်းနိုင်ပါပြီဆိုလို့ရှိရင်ကဲပရိသတ်ရေအမေဟာပြုံးပီတိနဲ့ငါမွေးရချိုးနှက်လိုက်တာဆိုပြီးရင်ထဲကပြောမထွက်ပေမဲ့လို့အမေရဲ့နှလုံးသားမှာစိတ်ချမ်းသာမှုတွေအပြည့်နဲ့သားကိုဘုံကြည်ပါစေသက်ရှိပါစေအန္တရာယ်ကင်းပါစေယောဂကင်းပါစေနဲ့သူသိတယ်လို့တတ်တယ်လို့မေတ္တာတွေပို့နေမှာကတော့အမြဲစီးဆင်းနေတော့မြစ်ကြီးတစ်စင်းလိုပါပဲဗျာအေယဝရီမြစ်ကြီးကရေတွေစီးနေတာရန်နာခြင်းရှိရဲ့လားအခုလေသွားကြည့်စီးနေတာပဲနေ့လည်းစီးညလည်းစီးအချိန်တိုင်းစီးရန်နာခြင်းမရှိအဲ့ဒီလိုပဲမိဘရဲ့အကျဉ်းသာမေတ္တာတရားတွေကလည်းသားသမီးအပေါ်မှာဒီတိုင်းပါပဲဒါကြောင့်အမေအိမ်ဟာငြိမ်းချမ်းခဲ့ပါတယ်အမေရဲ့နှလုံးသားထဲမှာပေါက်ဖွာလာတဲ့တို့သားသမီးတွေဟာအမေရဲ့ဆန္ဒလေးတွေကိုအမေမသေးခင်မှာကိုမသေးခင်မှာဟောပြိတ္တကြီးကျေးဇူးဆက်ရမယ်လို့အဲ့ဒီလိုစိတ်ကိုဆုံးဖြတ်ချက်ချပြီးဦးစားပေးပြီးတော့လုပ်ရမယ်မှန်ကြရဲ့လားကံတရားဆိုတာကတရားသဘောနဲ့စဉ်းစားကြည့်ရင်မြတ်ဗုဒ္ဓဟောကြားထားတယ်လေသဗ္ဗေတတ္တမရိတံတိမရဏံတံဟိဇီဝိတံယထာကမ္မံကမိတံတိပုံညာပါပဖလူပကနိရယံပါပကမ္မတာပုံညာကမ္မသသုတ်ကတေဒီကထာလေးကြိုက်လို့အလုံးပရိသတ်အဓိပ္ပာယ်လေးပြောမယ်သရဝရီကုံလုံးနဲ့တဏိသိကြရမှာပဲသရဝရီကုံလုံးတဏိပါဖြစ်မွေးဖွားခြင်းသာစသေဆုံးခြင်းမှာအဆုံးသတ်ဒီနှစ်ခုရဲ့ကြားမှာတဲ့လူတွေဟာဖြတ်သန်းသွားနေတဲ့ဘဝမှာကောင်းမှုတွေလည်းရှိတယ်မကောင်းမှုတွေလည်းမရှိဘူးလားအေးကောင်းကျိုးမကောင်းကျိုးတို့ကပ်ရောက်ပြီးမိမိတို့ပြုတဲ့ကံအတိုင်းတန်တရားလဲနေကြတယ်ဆိုတာဒါတဘာဝပါပဲအဲ့တော့ထင်ရှားအောင်ပြောရမယ်ဆိုရင်ပါပကမ္မန္တာမကောင်းမှုရှိတဲ့လူတွေဟာနိရယံကမိတံတိငရဲသွားရတယ်ဆိုတာတဘာဝပုံညကမ္မာစသုတ်ကတိကောင်းမှုကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာကောင်းရာဒုက္ခတိလာရတယ်ဆိုတာလည်းပဲတဘာဝတရားအဲ့ဒါကြောင့်ဘုရားရှင်ကတိုက်တွန်းတော်မူတယ်တတမကရိယကလျာဏနိစယံသဗ္ဗရာယိကံဘုံညာတိပရာလောကသမိန်ပဋိဋ္ဌာဟွန်တိပါဏိနံတတမထိုကြောင့်သဗ္ဗရာယိကံတမလွန်၌ဖြစ်သောအစည်းပွားကိုနိစယံစီဘူးသည်ဖြစ်၍ကလျာဏကုသိုလ်ကောင်းမှုကိုကရိယပြုလုပ်တော်မူကြကုန်ရာ၏ဘုံညာနိကုသိုလ်ကောင်းမှုတို့သည်ပရာလောကသမိန်တမလွန်လောကနောက်ဘဝမှာပါဏိနံတတ္တဝါပေါင်းတို့၏ပဋိဋ္ဌာတိယမိယတိဟွန်တိဖြစ်ကြလေကုန်၏လို့ဘဂဝါဘုံတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်သည်အဝဇ္ဇကရုဏာရှိရှုဟောကြားတော်မူခဲ့ပါပေတည်း
ဒါကပရိသတ်ပေါင်းသူတော်ကောင်းတို့သူမသေးခင်ကိုမသေးခင်လို့ပြောလိုက်တဲ့အတွက်ကြောင့်တန်ဝေကဖြစ်ဖွယ်ရာဗုဒ္ဓတရားကိုဟုတ်လားအလုံးပရိသတ်ထည့်သွင်းပြီးတော့ဟုတ်လားဟောလိုက်သိခြင်းတရားဆိုတာမိဘကအရင်သားသမီးကနောက်သားသမီးကအရင်မိဘကနောက်အဲ့ဒီလိုခွဲခြားပိုင်းခြားသတ်မှတ်ချက်ရှိတာဒါကြောင့်ပရိသတ်ပေါင်းသူတော်ကောင်းတို့မိဘမသေးခင်ကိုမသေးခင်မှာလှုပ်เสียရှိတာကိုမိဘဦးစားပေးပြီးလှုပ်ပေးပါလို့ဒီလိုပြောချင်တာခန္ဓာရလာရင်ခန္ဓာဝန်ထမ်းရမယ်ဘဝရလာရင်တနေ့စွန့်ရမယ်ဆိုတာကတော့လူတိုင်းပဲမော်လားဗျာအေးနေဖို့ပြင်ဆင်ရတယ်လို့သိဖို့အတွက်လည်းပဲပြင်ဆင်ရမယ်ဒီလိုဆိုရင်ဘဝမှာအကျိုးရှိရှိအတိတ်ပဲပြည့်ပြည့်ဝဝဖြစ်စေဖို့ကြိုးစားရမယ်အချိန်တွေမှာအလွမ်းတွေအဆွေးတွေမယူရဲ့ဆန္ဒတွေကိုလှုပ်ချင်တာလှုပ်နေတာတွေအာပရိသတ်ရေမထူးပါဘူးအကုန်လုံးဒါထည့်ပြောဟိုဂိမ်းနေနေတာတွေမိဘစကားနားမထောင်တာတွေလှုပ်ချင်ရလှုပ်နေတာတွေအဲ့ဓာတွေနဲ့ပရိသတ်ကြီးအချိန်မဖြုံးသင့်ဘူးမှန်ရဲ့လားအချိန်ဆိုတာတန်ဖိုးရှိဆုံးအိုမင်းရင်ရောခြင်းတွေနဲ့လဲလှယ်နေရတာအလကားရတာမဟုတ်ဘူးရရဲ့လားမနေ့ကနဲ့စာရင်ဒီကနေ့သေဖို့တရက်နေပြီနေဖို့တရက်ရော့သွားပြီဘယ်နေ့ဘယ်ရက်တာမသိတာမှန်ရဲ့လားဒါကြောင့်ကိုဘဝကိုတီဆောက်ပစ္စုပန်တိုင်းအကောင်းဆုံးလုပ်ပျော်ပျော်ရွှင်ရွှင်နေလှုပ်လိုက်တဲ့အလုပ်တွေအကုန်လုံးဟာပြန်တွေးစိတ်အေးရပါစေကိုကျေနပ်တဲ့လုပ်ငန်းမျိုးတွေဖြစ်ပါစေကိုယ့်ရဲ့အကောင်းဆုံးပြိုင်ဘက်ဟာပြိဿရဲ့သူများမဟုတ်ဘူးကိုပဲလို့သဘောထားပြီးမနေ့ကငါနဲ့ဒီကနေ့ငါကပို့ပြီးတော့အရေးချင်းတွေရှိရမယ်တိုးတက်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ကြိုးစားဒါဆိုရင်ပြိဿကြီးအမေတို့အဖေတို့မကျေနပ်နိုင်ဘူးလားအေးကျေနပ်မှာပါဒါကြောင့်အမေရဲ့ဆန္ဒလေးတွေကိုပရိသတ်ရေဖြည့်ပေးပါအဖေရဲ့ဆန္ဒလေးတွေကိုပရိသတ်ကြီးရေဖြည့်ပေးပါမိဘမရှိမှတန်တာလို့တော့အပူပါပဲဒါကြောင့်ကျေးဇူးရှင်ဖခင်ကြီးများဆိုတာအိမ်ဟူကမှာဟာလာမိသားစုတစုရဲ့ပရိသတ်ကြီးရဲ့မိသားစုတစုရဲ့အိမ်တော်ဦးစီးဖခင်ကြီးလို့မဆိုဘူးလားအေးအိမ်တော်ဦးစီးဖခင်ကြီးများရဲ့မေတ္တာတရားဟာလည်းပဲမိသားစုတစုမှာသူတို့သည်ပထမနေရာမှာရှိတယ်နော်ပရိသတ်ကြီးဘယ်နေရာမှာရှိပထမနေရာမှာရှိပေမဲ့ပထမနေရာကိုဘယ်သောအခါမှပရိသတ်ကြီးလူမယူပါဘူးတင်းမာလာပြီဆိုလို့ရှိရင်ကဲဇနီးမယားသမီးသားတို့နဲ့ပတ်သက်လာရင်မင်းတို့သားအမိတွေအစဉ်ပြေရင်ပြီးတာပဲကွာမင်းတို့သားအမိတွေအစဉ်ပြေရင်ပြီးတာပဲဆိုပြီးကဲပရိသတ်ကြီးအဖေကနောက်ဆုံးမပေးဘူးလားအေးဒါကြောင့်မလို့ပထမနေရာမှာရှိပေမဲ့တကယ်အရေးတကယ်ပေးကြတော့ဇနီးမယားသမီးသားကိုဦးစားပေးခဲ့တာပထမနေရာကိုဘယ်သောအခါမှလူမယူဘူးဗျအဲ့ဒါကိုလေအားလုံးသားတို့သမီးတို့နားလည်ပေးပါဖခင်ရဲ့ကျေးဇူးပရိသတ်ကြီးဘုရားရဲ့ကျေးဇူးလေမိသားစုကိုလုံခြုံမှုအရေးပေးမဟာယန်တိုင်းကြီးတပွဲလို့ကာကွယ်ပေးနေသူတယောက်ပါမိခင်ဆိုတာကတော့သာသမီရဲ့အပေါ်မှာအနီးကပ်ဆုံးတဲ့အညီကြီးကစားပြီးတော့သုတ်သင်ကြရတဲ့သူပါကလလရေကြီးတီးတီးကအစအကိုလအလွယ်ဆယ်လအမွေရင်သွေးအတွက်အသက်ပင်ပေးရပါစေနီးဆွေးဆွေးသွေးရီကဖြူဖွေးဝေနို့ရီဖြစ်လာရကပအံပွဲစွမ်းအင်းအိုးမိခင်ငွေလာမင်းကြီးပါလားအမေရဲ့နှလုံးသားထဲဟာဝင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိုးဘော်ကလာမင်းကြီးပမာလိုပါပဲလာမင်းကြီးဟာယခုလိုအမောင်ကျတဲ့ညအခါမှာကျေတာယာတွေဝန်းရံခလို့လာမင်းရဲ့အလင်းရောင်ဖြင့်လောကရကြီးတစ်ခုလုံးကိုပရိသတ်ကြီးအလင်းရောင်ပေးခဲ့တယ်အေးချမ်းမှုတွေကိုပေးခဲ့တယ်ဗျမွေးတော်တာလာမင်းစန္ဒပမလိုပဲအမေရဲ့မျက်နာကိုကြည့်လိုက်ရင်ငြိမ်းချမ်းတဲ့အရေးအယောင်တွေနဲ့သားတို့အတွက်သမီးတို့အတွက်အမေဟာအပြုံးတစ်ချက်မပြတ်ခဲ့သူပါမှန်ကြရဲ့လားကောင်းကင်ကိုမော့ကြီးလာမင်းကြီးကိုကြည်သူတိုင်းဟာစိတ်ကြည်နူးပါတယ်ဒီလိုပါပဲအမေရဲ့မေတ္တာအကျဉ်းသာပုံရိပ်တွေဟာသားတို့အတွက်သမီးတို့အတွက်ပေးဆက်ခြင်းနှလုံးသားနဲ့ပျော်မွေ့နေသူပါဗျာမှန်ကြရဲ့လားဒါလေးတွေကိုပြိဿကြီးမြင်အောင်ကြည့်ပေးပါ
အမေဟာလာမင်းကြီးနဲ့တူတယ်ဆိုရင်အဖေကတော့နေမင်းကြီးနဲ့တူတယ်လို့မှတ်ထားအဖေကပရိသတ်ရဲ့အလင်းရောင်ကိုပေးတွေးတွေးမှုကိုပေးလို့ဘဝရဲ့အလင်းရောင်မင်းရှုတဆောင်စံပြဖခင်ကြီးအနေနဲ့မိသားစုကိုခေါင်းဆောင်သွားသူကတော့အဖေပါပဲမှန်ကြရဲ့လားလူရဲ့တို့ပေါပွားစကားကအစအသင်မိခင်ကိုအမေဆိုတဲ့စကားလုံးလေးအရင်ဆုံးတတ်ခဲ့ကြရပါတယ်တို့များရဲ့ဘဝလူပြေလူလောကရောက်ခါစားအမေဆိုတဲ့စကားလုံးလေးအရင်ဆုံးတတ်ခဲ့ကြရတယ်မို့လားဒါကြောင့်လောကီလူသားတို့တဘာဝဒုက္ခဖြစ်တော့လေအမေဒုက္ခဖြစ်တော့လေအမေလို့မတာပဲနေလို့ရတဲ့သူလောကမှာပြိတ္တကြီးရေမရှိပါဘူးဗျာဒါကြောင့်အမေတွေဟာသားသမီးတို့ရဲ့အပေါ်မှာအနစ်နာခံရဆုံးသောပုဂ္ဂိုလ်တွေပါမှန်ကြရဲ့လားသဗုဒ္ဓိမှာအပြည့်ညှိပြရအရင်အပူလိုင်းဖျားဝေရဏိကာတွေနဲ့လူတိုင်းမှာအမေရှိကြပါတယ်လူတိုင်းအမေမရှိဘူးလားကမ္ဘာခေါင်းဆောင်ကြီးတွေသာသနာခေါင်းဆောင်ကြီးတွေနိုင်ငံခေါင်းဆောင်ကြီးတွေအားလုံးအာဇာနည်ခေါင်းဆောင်ကြီးတွေကိုမွေးပေးခဲ့တာကပြိတ္တရဲ့အမေပဲမို့လားဒါကြောင့်လေအမေဟာဘလို့အမေမျိုးပဲဖြစ်နေပါစေအမေဟာအမေပါပဲဗျာသဘုတ်တိုင်းမှာအပြည့်ကြီးပြရရင်အပူလိုက်ပြဝေရဏိကာတွေနဲ့လူတိုင်းမှာအမေရှိကြပါတယ်မရေမရပဟေလီတွေကြောင့်အသေးအချာအဖေမသိတောင်မှအမေတော့ရှိတယ်ဗျာပြိတ္တရေတချို့အဖေမသိတောင်မှအမေတော့မရှိဘူးလားဦးဇင်းတို့ကျောင်းဘဝမှာစိတ်မနှံ့တဲ့ဒကမာကြီးရင်ခွင်မှာပြိတ္တကြီးကလေးလေးကိုခြီလို့စိတ်တော့မနှံ့ဘူးယူသွတ်နေရှာတယ်ဘဝကံကြမ္မာအကျိုးပဲပေါ့ဗျာဒါပေမဲ့လို့ဟာလားအခြားသောအရာတွေဒါအသည့်တွေပျောက်ပြီးယူသွတ်နေတာဦးဇင်းကတော့ပြိတ္တကြီးကြည့်တယ်ပေါ့လေနှလုံးသားနဲ့ခံစားကြည့်တယ်သူသားဆိုတဲ့အသည့်တော့ပြိတ္တကြီးရေယူနေပေမဲ့ပျောက်မသွားဘူးဒါထူးခြားချက်ပဲသားကိုပြိတ္တကြီးရေဟောတိုင်းမှာပွေ့ထားဒီကလေးကိုကျန်တဲ့သူတွေကဟာလားမွေးစားမဲ့ပေးဆိုလို့ချင်းအဲ့ဒီတောင်းတဲ့သူတွေကိုခဲနဲ့လိုက်ထုမပေးဘူးအဲ့တော့အချိန်တန်ပြိတ္တကြီးသားလေးစာနေလိမ့်မယ်ဆိုတာ तू သိတယ်အဲ့ဒါကြောင့်မလို့ဘုန်းကြီးကျောင်းပေါက်လာပြီးတော့ထမင်းညံဟင်းညံလေးတွေကိုတောင်းပြီးတော့သူ့သားလေးသူကျွေးတယ်ပြိတ္တကြီးအမေရဲ့နှလုံးသားဟာသူကံမကောင်းလို့ယူသွတ်နေတော်ညာလည်းပဲသားဆိုတဲ့ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်ပြီးတော့ယူသွတ်လည်းမသွားဘူးဗျာသားဆိုတဲ့အသည့်လည်းပျောက်မသွားဘူးဒီကလေးကိုပြိတ္တကြီးအကာအကွယ်ပေးနေလိုက်တာဘယ်သူကလာတောင်းတော့မပေးဘူးအချိန်တန်တော့လေသားလေးထမင်းစားနေမယ်ဆိုတာသိတော့နောက်ဆုံးပြိတ္တကြီးကြံရမရဘုန်းကြီးကျောင်းရှိသွားရင်တော့ရမှာပဲဆိုတဲ့အသည့်နဲ့ပြိတ္တကြီးထမင်းလာပြီးတောင်းကျွေးတယ်ဗျာအံ့ဩစရာမကောင်းဘူးလားအဲ့ဒါအမေပြောတဲ့မေတ္တာပုံပြင်းနေပဲဗျာအားလုံးပြိတ္တနှလုံးသားနဲ့နားထောင်ကြားအောင်နားထောင်ပါမှန်ကြရဲ့လားဒါကြောင့်လေအမေဆိုတာကလလရေကြီးတီးတီးကအစာကိုလအလွဲဆဲလာမွေရင်သွေးအတွက်အသက်ပင်ပေးရပါစေနီးဆွေသွေးကြီးကဖြူပွေပွေတို့ရီဖြစ်လာရာကဘာအပွဲစွမ်းအင်းအိုမိခင်ငွေလာမင်းကြီးပါလားလူရဲ့လိုပေါက်ဖွားစကားကစတဲ့မိခင်ကိုအမေဆိုတဲ့စကားလုံးလေးနဲ့တို့များရဲ့ဘဝလူဘဝအစအရင်ဆုံးတတ်ခဲ့ကြရပါတယ်ကလုတ်ထီမှာအမိတအမေကိုမတားဘူးတဲ့ပုဂ္ဂိုလ်ရဲ့လို့မရှိပါဘုရားမြတ်စွာဘုရားလက်ထက်တော်အခါကတန်တုမာဂိရိမြို့ကနကုလမန္တာနကုလပိတာဆိုတဲ့သူကျွယ်လင်မယားမြတ်စွာဘုရားကိုတွေ့တော့အမေတို့ကိုပြစ်ထားဘယ်များသွားနေတယ်လဲသားရဲ့ဆိုပြီးတော့မြတ်စွာဘုရားနဲ့ဘဝ900မိဘတော်ဆက်ခဲ့ဘူးတော့ပြိတ္တကြီးဘယ်သောခါမှာမပြည့်ပြည့်နိုင်တဲ့မိခင်မေတ္တာခရီးကသာတီဟုသောချစ်ချင်းအပြည့်ကင်းပါတဲ့မြတ်ဘုရားမိန့်ခဲ့ပြီဗျာဘုရားနဲ့တန်ခါနောက်ပါတန်ခါရီကြွလာတန်တုမာဂိရိမြို့ရောက်နကုလမာတာနကုလပိတာသူကျွယ်လင်မယားအဖိုးကြီးဘွားကြီးကမြတ်စွာဘုရားကိုတရင်တဏီလက်ဆွဲနှုတ်ဆက်ခြေသလုံးဖက်ပြီးတော့ဟုတ်လား
အမေတို့ကိုပြစ်ထားဘယ်များသွားနေတယ်လဲသားရဲ့ဆိုပြီးတရင်တနည်းနှုတ်ဆက်တာအဲ့ဒါကိုပုထုဇဉ်ယဟန်တွေကအော်ဒီဘွားကြီးနဲ့ဘိုးကြီးသူသားလည်းမဟုတ်ဘဲနဲ့ဖယားကိုကြည်စမ်းဆိုပြီးကဲ့ရဲ့ကြပါတဲ့အဲ့ဒီလိုကဲ့ရဲ့ကြတဲ့အတွက်ကြောင့်ဘုရားရှင်ကိုတော်မြတ်ကပုထုဇဉ်ယဟန်အမြကဲ့ရဲ့ညာတော်လည်းပဲဘဝပေါင်း900မိခင်မေတ္တာခရီးကတာတိဟုသောချစ်ချင်းအပြည့်ကင်းပါတဲ့မြတ်ဖယားမိန်ခဲ့ပြီချစ်သားတို့မကဲ့ရဲ့ကြနဲ့မိဘရဲ့မေတ္တာအကျဉ်းတရားဆိုတာဟာသိပြီးစမ်းကြယ်တာဘဝပေါင်း900မိခင်မေတ္တာခရီးကနှလုံးသားမှာတီလို့ယခုငါဖယားရဲ့အပေါ်မှာတာရင်အသွင်စိတ်မှာထင်းနေတော့မဲ့ချစ်သားတို့မိခင်မေတ္တာခရီးဟာအင်မတန်မှရှည်လျားတယ်နဲ့ဆိုင်နေကျေပြတ်နေကွယ်အဲ့ဒါကြောင့်သူငါကိုသားလို့ခေါ်တာဟာအပြစ်မရှိပါဘူးကွယ်ဆိုပြီးဘုရားမြတ်စွာမိန့်တော်မူခဲ့ရပါတယ်ထို့ပြင်လည်းပဲဗုဒ္ဓမြတ်စွာသာတော်မြတ်စွာဤတတ္တမဝါတဝရိန္ဒနံကြွားချီမြန်ကဝါဆိုဝါက3လပတ်လုံးကျေးဇူးစတရားဟောကြားခဲ့ရာမြတ်လာသည့်မွေးမိခင်ဘုရားရှင်ဤမေတော်မာယာဒေဝီမိဖုရားကြီးနတ်ရွာစံကံတော်ကုံတော်နတ်သားတစ်ဖြစ်လဲပြီးနတ်ပြည်ကိုရောက်သွားပြီအဲ့ဒီမှာမြတ်စွာဘုရားကမေတော်ကြီးကိုကျေးဇူးဆက်မယ်အမိကိုကျေးဇူးဆက်မယ်မိခင်ကိုကျေးဇူးဆက်တရားဟောမယ်ဆိုပြီးတော့မိခင်ဖြစ်ခဲ့မှုတဲ့နတ်သား800ကိုကြွပြီးဘုရားမြတ်စွာဘုရားဟာအဘိဓမ္မာဒေသနာတော်များကိုတာဝရိန္ဒာကြွချီလို့ဟောကြားတော်မူခဲ့ပါတယ်မိဘကျေးဇူးဆက်တဲ့တရားပရိသတ်ကြီးဗာတရားဒါကြောင့်ဒီကနေ့မိဘရဲ့ကျေးဇူးတရားကိုသိတတ်ကြတဲ့သားသမီးတွေဟာအမေများနေ့မှာအမေကိုပူဇော်တဲ့အနေနဲ့ဒီကနေ့တရားအလူကြီးပေးတာဟာအမြတ်ဆုံးပူဇော်ခြင်းပဲမို့လားဗျာအေးအမြတ်ဆုံးကျေးဇူးဆက်ခြင်းပါပဲဗျာဒါကြောင့်မို့လို့ဦးဇင်းကလည်းပဲကျေးဇူးရှင်အမေများကိုအမေတွေကိုတရားတူတူလေးပြိဿကြီးဟောခြင်းပါတယ်တန်ရောစဉ်ဆိုတာလှပတော့ဝှကျွေးတစ်ခုအမေရဲ့တန်ရောစဉ်ဆိုတာလှပတဲ့ဝှကျွေးတစ်ခုပါပြိဿကြီးတန်ရောစဉ်ဆိုတာပါတယ်အမေကိုကျေးဇူးဆက်တရားဟောနေတာပါအမေတို့အားလုံးအတွက်ကျေးဇူးဆက်တဲ့တရားပါနော်တန်ရောစဉ်ဆိုတာလှပတဲ့ဝှကျွေးတစ်ခုပါပဲသီတာရေစဉ်ကြောင့်တောင်းလောင်တဲ့မိလျံနေနဲ့ဒီကနေ့အမေတို့ကိုကြည်ရတာအသက်တွေကြီးတော်လေမျက်ရည်စီကထန်နေကြတော့မှာပဲသားအတွက်စိတ်မချနိုင်ဘူးသမီးအတွက်စိတ်မချနိုင်ဘူးမြီးလေးတွေပေါ်ပေါက်လာပြန်တော့လည်းပဲအဖိုးတို့အဖွားတို့ကြည်ထားကွာမင်းတို့ခေတ်ကဟုတ်လားအင်မတန်မှခေတ်မီလာတယ်ပညာတတ်ကြီးဖြစ်အောင်လို့အဖိုးတို့အဖွားတို့ကပညာမတတ်တော့အိုးကိုသားသမီးမြည်အရွယ်လောက်ကလေးတွေကိုဆရာနဲ့ခေါ်နေရတာအဲ့တော့ငါမြည်တို့အဖိုးတို့အဖွားတို့ကြည်ထားပညာတတ်ကြီးဖြစ်အောင်လှုပ်ချဆမ်းပါကွာအဲ့ဒါကိုကြည့်ပြီးတို့ကဝမ်းသာခြင်းလို့ကွာသားအချစ်မြေအနှင်းတဲ့ကဲမိဘရဲ့မေတ္တာတရားဆုံးသွားတယ်လို့များရှိသလားဘယ်တော့မှမဆုံးဘူးလူရာကံကုန်လို့ဆုံးသွားမှာနော်ဒါကြောင့်ပရိသတ်ရေသီတာရေစဉ်ကြောင့်တောက်လောင်တဲ့မိလျံနေနဲ့အမေတို့မှာသားအတွက်သမီးအတွက်မြည်အတွက်ပူလောင်နေကြတော့မှာပဲအသက်တွေကြီးတော်လေမျက်ရည်စည်းကအထန်နေတော့မှာပဲဒါကြောင့်ယေရှုရှင်အမေရဲ့ဘဝနေဝင်ခြင်းအငိုတိတ်တဲ့တရားကိုကြိုးစားအားထုတ်ထားမှသာလျင်ဟုတ်လားဘဝအတွက်ငြိမ်းချမ်းပါလိမ့်မယ်မီးဆွဲလောင်မှရေကိုတကြရတဲ့အဖြစ်မျိုးနဲ့မကြုံအောင်မသေးခင်မှာတရားရှာထားပါဩသားအတွက်ငါတာဝန်ကြည်ခဲ့ပြီပဲသမီးတို့အတွက်ငါတာဝန်ကြည်ခဲ့ပြီပဲဘုရားမြတ်ဘုရားဟောကြားတဲ့တရားဓမ္မနဲ့ငါပျော်မွေ့လို့တရားနဲ့ငွေလျောတရားနဲ့ပျော်ပြီးတော့တရားနဲ့ပဲနေတော့မယ်ဆိုတဲ့စိတ်ကလေးမွေးပြီးတန်ရောစဉ်အရှိန်တွေကိုလျှော့ဝိပဿနာဉာဏ်ဓာတ်နဲ့ဖြည်းဖြည်းပြတ်နိုင်အောင်ကြိုးစားလိုက်ပါတော့အမေရဲ့
ဘာဖြစ်လို့လဲဘဝနေဝင်ခြင်းအငိုတိတ်တဲ့တရားကိုမှရှာမထားရင်ကိုကျိုးနဲ့မှစိုးလို့ပါဗျာဒါကြောင့်မို့လို့ယေရှုရှင်အမေတို့အဖေတို့ကိုလည်းပဲဘဝနေဝင်ခြင်းအငိုတိတ်တဲ့တရားကိုဟောလိုက်ရပါသည်တန်ရောစဉ်ဆိုတာကလှပတဲ့ဝကြွေးပါတိတာရေးစဉ်ကြောင့်တောင်းလောင်တဲ့မိလျံတွေကိုတရားဓမ္မနဲ့ညှိနှိုင်းအောင်ကြိုးစားတော်မူပါကိုစွမ်းနိုင်သမျှဒါနနဲ့ပြောသီလနဲ့ပြောဘာဝနာနဲ့ပြောတာဝန်ကြည့်ပြီးဒီလိုသဘောထားတွေ့တာမှုမဖြစ်စေနဲ့သားကိုလည်းမတွေ့တာနဲ့တော့သမီးကိုလည်းမတွေ့တာနဲ့တော့ကိုလည်းမတွေ့တာနဲ့တော့ဂုံဒနာတွေကိုလည်းမတွေ့တာနဲ့တော့နောက်ဆုံးအကုန်လုံးစွန့်ကြရမှာဟာတဘာဝပါပဲမှန်ကြရဲ့လားအေးဒါကြောင့်မလို့ကိုဘဝနေဝင်ခြင်းအငိုတိတ်တဲ့တရားနဲ့ပျော်မွေ့ပါတော့လို့မိဘကိုကျေးဇူးဆက်လိုက်ရပါတယ်ဗုဒ္ဓရှင်တော်မြတ်ဗျာပြိဋိဘံစံလွန်တော်မူပြီးတဲ့နောက်ပိုင်းတတ္တရာသင်္ဃယနာခေအာတောကအယာစာသီရိဓမ္မတောကမင်းကြီးဆိုတာပြိဋ္ဌကြီးပေါ်ခဲ့ဘူးတယ်သမိုင်းတွေကအာတောကစစ်ဘရင်ပွဲစဉ်တိုင်းအနိုင်တိုက်ခဲ့ရာရွာငယ်12ဘုတ်ကတောသူမှသားမိခင်အရှင်မင်းကြီးရဲ့တတာလက်ချက်နဲ့ကျွန်တော်မျိုးမရဲ့သားကလေးအသက်ထွက်ခဲ့ရပါပြီဖေယားလို့မျက်ရည်ဆက်လက်နဲ့လျှောက်ထားငမိုက်သားကိုတွေ့အောင်ရှာလက်စားတာခြေပင်ရော့တန်လျက်တည်းဒီအခါမှာမိခင်ချင်းကိုချင်းစာနာတရခန်ကိုတွေ့ပါလျက်သူ့အသက်သာသူစီရင်ကြည်ကွဲွယ်ဖြစ်အင်ကြောင့်သားရီမသေးစေရထူးခြားလာသည့်အမိန့်တော်အာဓမ္မစစ်ပွဲတွေအကုန်ရက်ဓမ္မစစ်ပွဲတွေအဖြစ်ပြောင်းလဲပြစ်ခဲ့တာဟာအညတရမိခင်တယောက်ရဲ့မေတ္တာစွမ်းအားပါလားအိန္ဒိယရာဇဝင်သမိုင်းတစ်ခုမှာမှတ်တမ်းတင်နိုင်ခဲ့တယ်ပေါ့ဖြစ်ရကလေးကဥဇနီပြည်နဲ့ဗာတလိပုတ်နိုင်ငံကြီးကိုထူထောင်သွားတဲ့ဖခင်ကြီးဗိန္ဓုတာရမင်းတရားနတ်ရွာစံကံတော်ကုံတော့အဖေရဲ့ယုတ်ကလတ်ကိုလည်းသိမ့်ပိုက်မင်းမြောက်တစား၅ပါးကိုလည်းသိမ့်ပိုက်တန်လျက်ကိုကိုင်းစပူရီပါမှာပြိုင်ပဲကင်းတဲ့ဧကရေလို့စစ်ကြီးညာပြီးတော့ပြိုင်ပဲပေါ်လာနိုင်တဲ့မင်းသားတွေအကုန်လုံးကိုပြိဿကြီးစစ်ခင်းလို့တတ်ခဲ့တာ4 နှစ်တိကြာခဲ့တယ်အဲ့ဒီလို4 နှစ်လောက်စစ်ခင်းပြီးမှထီးနှံစည်းစိမ်ကိုရယူခဲ့ရတယ်ပေါ့အဲ့တော့ဘယင်မင်းကြီးကြွလာမယ်လမ်းအလုံးညင်ဝတ်ပြီးပြားစွာခါစားကြစေဆိုပြီးအမိန့်တော်ကြီးချမှတ်ထားအရှင်မင်းကြီးရဲ့တပ်သားတွေကအာနာတွေပြင်းလိုက်တာအလုံးဘယင်တိပြားကြီးကြွလာတဲ့အခါမှာထွက်ပြီးတော့ကြိုးဆိုရမယ်ပေါ့ဒီမှာပြိဿကြီးရင်ခွင်ပိုက်ကလေးလေးကိုပွေလို့မိခင်တယောက်လည်းပဲထွက်ပြီးတော့ကြိုးဆိုရတာပေါ့ကလေးတို့ရဲ့တဘာဝအိပ်ပျော်နေရာကနေပြီးတော့နိုးလာနိုးစားတော့ထပြီးတော့ငိုတော့တာပေါ့ဒီမှာဘယင်းရဲ့တတ်တော်သားကအာနာဖီဆန်ရမလားဆိုပြီးတော့သာသမီချင်းကိုချင်းမဆာနာမိခင်ရဲ့ရင်ခွင်ထဲကနေကလေးကိုဆွဲထုတ်လို့ရဲဆက်ပြိဿရဲ့တပ်ပြစ်လိုက်ပါတဲ့ဗျာဒီတော့လေတောသူမှာမိခင်ဟာจิตသိမလို့ပြိဿရဲ့မန်ဖီလာပြီပေါ့သားအတွက်ပြိဿကြီးจิตသိမလို့မန်ဖီလာပြီအေးမင်းကိုလည်းပဲဒင်းကိုလည်းပဲလက်စားချေရသေးတာပေါ့လို့အဲ့ဒီလိုကြုံသွားပြီးအရှင်မင်းကြီးကြွလာတဲ့အခါမှာအသက်ဆွန့်ပြီးတော့တောသူမှသားမိခင်ကဖြစ်ရမှန်ကိုရှောက်ထားလိုက်ပါတယ်အဲ့ဒီလိုအရှင်မင်းကြီးရဲ့တတလက်ချက်နဲ့ကျွန်တော်မျိုးမရဲ့သားကလေးအသက်ထွက်ခဲ့ရပါပြီဖေယားလို့မျက်ရည်စလဲနဲ့ရှောက်ထားလိုက်တဲ့အခါမှာမင်းတရားကြီးကဟဲ့ဒီကလေးမှပြောတာအမှန်ပဲလားအမှန်ပါပဲဖေယားဒါဆိုရင်ငမိုက်သားကိုတွေ့အောင်ရှာလက်စားတာခြေပေရော့တန်လျက်ဆိုပြီးဘယင်ကြီးကိုယ်တိုင်တောသူမှမိခင်ရဲ့လက်ထဲအနှင်းလိုက်ပါတယ်ဒီတော့လေတတ်တော်သားဟာဟဲ့မင်းရဲ့လက်ရောက်ပြီဒုတုတ်လို့ခါစားဆက်စင်းလို့ပြီးမင်းပါဒနိုင်သေးတယ်လဲဆိုပြီးကျုံသွားပြီဂိမ်းပြိဿရဲ့ဒင်းသေးပြီတော့ဆိုပြီးတန်လျက်ကိုမြောက်လို့တတ်တော်သားကိုခုတ်မဲ့အလုံးဒီမှာပြိဿကြီးရေမိခင်ရဲ့မေတ္တာမိခင်စိတ်ဝင်သွားပြီ
မိခင်ချင်းကိုချင်းစာနာတဲ့စိတ်ကလေးဖြတ်ခနဲ့ဝင်လာပြီးတော့ငါတတ်လိုက်လို့ရှိရင်သူ့မှာလည်းအမေရှိတယ်သူ့မှာလည်းအမေရှိတယ်ငါသားလေးသေတော့ငါရဲ့နှလုံးသားတွေဒဇစီကြေကွဲစွာခံစားလိုက်ရတယ်ယခုသူ့ကိုလည်းငါတတ်လိုက်လို့ရှိရင်သူ့အမေလည်းပဲငါကဲ့သို့အသက်နှလုံးတွေဒဇစီကြေကွဲစွာခံစားရမှာပါလားငါဘလောက်ထိခံစားရတယ်လေလောကမှာတောကအဖြစ်ဆုံးဟာကျမပါပဲလို့တောင်ပြောရဲပါတယ်ဒီတော့လေမိခင်ချင်းကိုချင်းစာနာတို့ငါသူ့ကိုမတတ်တော့ပါဘူးမတတ်တော့ပါဘူးငါသားလေးမရှိတဲ့ဘဝမှာလည်းပဲငါမနေလို့တော့ပါဘူးဆိုပြီးမိခင်ချင်းကိုချင်းစာနာတရခံကိုတွေ့ပါလေရဲ့သူ့အသက်တာသူစီရင်လိုက်ပါပြီတဲ့တန်လျက်ကပရိသတ်ရဲ့တတ်တော်သားရဲ့ဇက်ပေါ်မရောက်တော့ပဲသူ့ရဲ့ဝမ်းပိုက်ကိုပဲတခါတည်းထိုးတတ်လိုက်ပါပြီတဲ့ဗျာဒီတော့မှဟဲစောစောတုန်းကတော့ကြည်စံတတ်မယ်ဖြတ်မယ်နဲ့အခုဘယ်လိုဖြစ်ရတာလဲဆိုတော့မှသူကလေအမေပြောတော့မေတ္တာပုံမြင်တပုတ်ဖြင့်ကျမမှတ်တမ်းတင်ခဲ့တာပါကျမရဲ့နှလုံးသားတွေဟာသားသေးလို့အသေးနှလုံးတွေတစစီကြေကွဲခဲ့ရပါတယ်ယခုတတ်တော်သားမှလည်းပဲသူ့မှာအမေရှိတယ်သူ့မှာအမေရှိတယ်အေးအမေရှိတဲ့အတွက်ကြောင့်ကျမမိခင်ချင်းကိုချင်းစာနာပြီးတော့ကျမသားလေးလည်းအသက်ပြန်ရှင်းလာမှမဟုတ်တော့ပဲဒါကြောင့်ကိုချင်းစာစိတ်နဲ့မိခင်ရဲ့မေတ္တာတရားကိုဖော်ပြတဲ့အနေနဲ့သူ့ကိုမတတ်ပဲကျမလေးကိုယ့်အသက်တာကိုစီရင်ခဲ့ရတာပါမိဘဆိုတာအမေဆိုတာသားသမီးအတွက်အသက်လဲစွန့်ရဲပါတယ်မိခင်ချင်းစာနာစိတ်ဟာအမေရဲ့နှလုံးသားမှာပဲရှိပါတယ်ဆိုတာကိုကျမမေတ္တာပုံမြင်တပုတ်ပြောခဲ့တာပါအမေပြောတော့မေတ္တာပုံမြင်ပါပဲလို့အဲ့ဒီလိုလေးပြောပြီးပြိဿကြီးသေသွားပါတယ်ဗျာဒီတော့ဘုရင်ကြီးလည်းပဲတတိပြုမိပြီအားလုံးလည်းပဲသတိပြုမိကြပြီကြည်စံမိခင်ရဲ့မေတ္တာတရားဟာအမတန်မှကြီးကျယ်လိုက်တာသားသမီးအတွက်အသက်ဆွန့်ရဲတယ်နောက်ဆုံးတော့မိခင်ချင်းကိုချင်းစာနာလို့မိခင်ရဲ့မေတ္တာတရားဆိုတာတတ်ချင်လောက်အောင်စိတ်ကိုလည်းပဲဖြောက်ပြစ်နိုင်ခဲ့တယ်အဲ့ဒါဟာမိခင်ချင်းကိုချင်းစာနာတဲ့စိတ်ပဲအမေပြောလိုက်တဲ့အမေရဲ့မေတ္တာပုံမြင်တစ်ခုပါပဲလို့အိန္ဒိယရာဇဝင်သမိုင်းမှာမှတ်တမ်းတင်ခဲ့ပါတယ်ဒီတော့အာသောကဘုရင်ကြီးလည်းပဲစစ်တိုက်ခဲ့လို့သူတတ်ခဲ့တဲ့လူတွေကိုအများကြီးပါလားပြန်စဉ်းစားမိပြီသူတို့တွေအားလုံးအမေရှိကြတယ်ငါတတ်လိုက်လို့သေသွားတဲ့သူတွေရဲ့အမေတွေကိုစီဩဒီလိုပဲခံစားကြေကွဲကြမှာပါလားအဲ့ဒါကို तू သိသွားပြီတဲ့ဒါကြောင့်ပရိသတ်ကြီးဒီကနေ့ကစသားတွေမသေးစေရဒီကနေ့ကစသားတွေမသေးစေရထူးခြားလာသည့်အမိန့်တော်အဓမ္မစစ်ပွဲတွေအကုန်ရက်ဓမ္မစစ်ပွဲတွေအဖြစ်ပြောင်းလဲပြည့်စည်ဆိုပြီးအဓမ္မစစ်ပွဲကြီးရက်လို့ဓမ္မစစ်ပွဲအဖြစ်ပြောင်းလဲပြည့်နိုင်ခဲ့တာဟာအမေပြောသောမေတ္တာပုံမြင်တစ်ခုကြောင့်ပါပဲဗျာအညတရတောသူမမိခင်တယောက်ရဲ့မေတ္တာစွမ်းအားကြောင့်ပါပဲအမေပြောတဲ့မေတ္တာပုံမြင်ကြောင့်ပါပဲအဓမ္မစစ်ပွဲတွေကနေဓမ္မစစ်ပွဲအဖြစ်အိန္ဒိယရာဆိုရင်သမိုင်းမှာပြောင်းလဲပြစ်နိုင်ခဲ့တယ်လို့အလုံးပရိသတ်ကြီးရေပန့်ပါဒါကြောင့်မိဘရဲ့မေတ္တာတရားဆိုတာအင်မတန်မှအစွမ်းထက်တယ်ဒီကနေ့အမေရှိကြသေးတယ်ဆိုရင်ကံကောင်းကြပါတယ်အမေမရှိကြတဲ့ပုဂ္ဂိုလ်တွေအတွက်တော့ပရိသတ်ကြီးရေလွမ်းရပါပြီအမေကိုလွမ်းရပါပြီလွမ်းညတယ်အမေရဲ့ပုံညက်တွေပွင့်တော်လဲလွမ်းခွာညိုတွေပွင့်တော်လဲလွမ်းဝါဆိုမှလဲလွမ်းယခုလိုပြာဆိုမှလဲလွမ်းမိုးသေးတော့လဲလွမ်းနှင်းပွဲတော့လဲလွမ်းအမေနေ့လဲလွမ်းအမေနေ့မဟုတ်လဲလွမ်း12ရာဒီအလွမ်းနေနဲ့ပါအမေရဲ့ဒီလောက်တန်ဖိုးကြီးမားလာတဲ့အမေဆုံးရှုံးသွားပြီဆိုရင်သေသွားပြီဆိုရင်ကဲပရိသတ်ကြီးအစားပြန်ရပါဦးမလားဖြစ်မရသောကွက်လာကြီးတစ်ခုပါပဲဒါကြောင့်မို့လို့ပရိသတ်ပေါင်းသူတော်ကောင်းတို့အမေရှိတော့မှအလွမ်းပြေအောင်ချစ်ကြစမ်းပါသားတို့လည်းလွမ်းပါတယ်သမီးတို့လည်းလွမ်းပါတယ်က
ဗျာနဲ့လဲလွမ်းပါတယ်စာနဲ့လဲလွမ်းပါတယ်မသေးခင်မှာလဲလွမ်းပါတယ်ဗျာဒါကြောင့်အလွမ်းပြေအောင်ပြိဿရဲ့ချစ်ကြစမ်းပါအမေရဲ့တန်ဖိုးကိုသိကြစမ်းပါမိဘနှစ်ပါးသက်ရှိထင်ရှားရှိတော့မိဘနဲ့ပတ်သက်တဲ့ကုသိုလ်တွေရအောင်ယူသက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်ရည်စူးကုသိုလ်အမြဝေယုံကလွဲပြီးပြိဿကြီးအခွင့်အရေးရနိုင်ပါဦးမလားမရနိုင်တော့ဘူးဗျာဒါကြောင့်မလို့ပြဆိုလာပြီအမေများနေမှာအမေကိုပူဇော်ကြောပန်းဆင်တော်မူကြပါအမေမရှိတော့တဲ့ပုဂ္ဂိုလ်များအတွက်တော့အခွင့်အရေးတွေဆုံးရှုံးလို့လွမ်းရပါပြီအမေရောက်ရဘဝဘုံဌာနကသားတို့သမီးတို့ပြုတဲ့ကုသိုလ်ကောင်းမှုတွေကိုမြင်၍ကြား၍သိ၍သာရုခေါ်ပြီးတော့ရောက်ရဘဝဘုံဌာနကကျေနပ်ပေးပါအမေလို့အဲ့ဒီလိုကုသိုလ်ပြုပြီးအမြအဝေခြင်းဖြင့်ပူဇော်လိုက်ပါဒါနပြုကအမြဝေမှာအမေကျေနပ်ပါသီလဆောင်ကအမြဝေမှာအမေကျေနပ်ပါဘာဝနာပွားကအမြဝေမှာအမေကျေနပ်ပါဖြစ်ရဘဝမှာတွေ့မြင်ကအမေကျေနပ်ပါအမေစကားနာထောင်သားကအမေအားရကကျေနပ်ပါသာရုခေါ်ကပြုံးရွှင်စွာအမေကျေနပ်ပါကျေနပ်ပါတော့အမေရဲ့သာရုသမီးတို့ပြုသမျှသောဒါနသီလဘာဝနာကုသိုလ်တွေကိုသာရုခေါ်ပြီးမြင့်ရမြတ်ရဘုံဌာနစီကနေပြီးသာရုသမီးတို့ကိုကျေနပ်ပေးပါလို့ပူဇော်ကြောပန်းဆင်တော်မူကြပါဤကဲ့သို့ပါပဲကျေးဇူးရှင်ဖခင်ကြီးများသက်ရှိထင်ရှားရှိတယ်ဆိုရင်ကြာနာနာလှုပ်ကြွေးသမှုပြုပါသက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်ဖြင့်ယခုလိုကုသိုလ်ပြုပြီးတော့အမြဝေပေးပါဒါနပြုကအမြဝေမှာအဖေကျေနပ်ပါသီလဆောင်ကအမြဝေမှာအဖေကျေနပ်ပါဘာဝနာပွားကအမြဝေမှာအဖေကျေနပ်ပါဖြစ်ရဘဝမှာတွေ့မြင်ကအဖေကျေနပ်ပါအဖေစကားနာထောင်သားကအဖေအားရကကျေနပ်ပါသာရုခေါ်ကပြုံးရွှင်စွာအဖေကျေနပ်ပါဤများနဲ့ပဲအလုံးကျေနပ်တော်မူကြပါဤတရားဒေသနာတော်ကိုနာကြားရသဖြင့်မိမိတို့ရဲ့ဘဝမှာကျေးဇူးအကြီးမားဆုံးဖြစ်တဲ့ကျေးဇူးရှင်မိဘနှစ်ပါးတို့ကိုအချိန်မီအခါမီသိက္ခာရှိသောလက်သာသနာပြုတဲ့လက်ပရဟိတလက်တစ်စုံဖြင့်ငြိမ်းချမ်းသောယဉ်ကျေးသောမိဘကျေနပ်သောတာဝန်ကျေသောလက်တစ်စုံဖြင့်ပူဇော်ကြောပန်းဆင်နိုင်ကြပါစေဟုပရဏာစုအခါကပြုလျက်သာဓုတံအောင်နမိတ်ဖြင့်အောင်ဘိသိက်သွန်းတော်မူနိုင်ကြပါစေကုန်သတည်း